ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် KM Audiobook Channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ Channel ကနေစိတ်ဝင်စားစရာပရလောကဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးညာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ပရိသတ်တွေအတွက်စာရေးသူပြပြမန္တလေးရေးသားထားတဲ့အင်ကြီးမာယာဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ Channel ကို Like and Subscribe လုပ်ထားပြီးတော့ဇလန်းသစ်တွေတင်တိုင်းမှာသိရှိနိုင်လဲဗီနာနိုတီပဲခေါင်းလေးကိုနှိပ်ထားပေးခဲ့ကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့ဇလန်းလေးကိုစတင်လိုက်ပါပြီလူတွေမှာတစ်ခါတလေ၌ကြုံရတတ်တယ်မိမိရဲ့စိတ်အသည့်တမစင်၌တစ်ကြိမ်တစ်ခါမျှမရောက်ဘူးတဲ့နေရာတစ်ခုကိုရောက်တဲ့အခါထိုနေရာကိုရှေးရခင်အခါကရောက်ဘူးနေတယ်လို့နေထိုင်ခဲ့ဘူးတယ်လို့ရင်းနှီးကျွမ်းဝင်ရဲ့သိစိတ်တစ်မျိုးဖြစ်ပေါ်လေရှိတတ်ကြတယ်အခုလေဒေါက်တာခိုင်ခိုင်ဝင်းဟာအင်ကြီးတွေကိုစပြီးမဝင်ခင်ခြံဝန်းနဲ့အခြေချလိုက်ကြရထို့သို့သောခံစားမှုမျိုးကိုကြိုခံစားနေရတယ်။ဒီအင်ကြီးကိုသူမရောက်ဘူးနေတယ်လို့ပဲဒီအင်ကြီးထဲမှာနေထိုင်ခဲ့ဘူးတယ်လို့ခံစားနေရတယ်။ဒေါက်တာခိုင်ခိုင်ဝင်းသည်ခေပညာတတ်အထွေထွေယောဂကိုဆရာမတူဖြစ်တယ်လို့ဗုဒ္ဓဘာသာဝင်တူလည်းဖြစ်ပါတယ်။ဒေါက်တာခိုင်ခိုင်ဝင်းသည်ရခိုင်ကနယ်မြို့လေးတစ်မျိုးရှိမြို့နယ်စေရုံတစ်ခုမှာ6နှစ်တာများတာဝန်ထမ်းဆောင်ခဲ့ပြီးအခုအခါမန္တလေးမြို့ပေါ်ရှိပြည်သူ့စေယုံကြီးတို့တာဝန်ကျအကြောင်းပြောင်းရွှေ့လာခြင်းဖြစ်တယ်။မန္တလေးမြို့သို့ရောက်သည်မှ၄လခန့်သာရှိသေးတယ်။အမှန်တကယ်တော့သူမသည်အင်းရဲ့ဤဒေသရှိအင်းကြီးကိုအခုမှပင်ရောက်ဖူးခြင်းဖြစ်လေရဲ့။အင်းကြီးသည်အောက်ထက်ကအုတ်ခံအုတ်တိုက်ဖြစ်ပြီးအပေါ်တက်ကတော့ပြင်းထောင်ပြင်းခင်းအုတ်ကျွတ်များမိုးထားတယ်။အနှိမ့်ငယ်ရှိကြတော့လဲအင်းကြီးအိမ်ကောက်တစ်လုံးဖြစ်လေရဲ့။ခြံအကျယ်မှာမျက်နှာဖွင့်ပေ60ရှိပြီးအရှိအနောက်ပေ80နီးပါးရှိလိမ့်မယ်။အတော်ကျယ်ဝန်းလေရဲ့အင်ရှင်နီယာနိုင်ငံသားအပြီးထွက်သွားကြပြီဆရာမသူတို့ရဲ့သားနိုင်ငံသားမှာစီးပွားရေးကောင်းလို့မိဘတွေပါဟိုတခါတည်းအပြီးခေါ်တာလို့ပြောတယ်ဟိုမှာသူတို့ကမိသားစုလိုက်နိုင်ငံသားခံယူကြမယ်လို့ကြားတယ်ဒါကြောင့်မြန်မာပြည်မှာရှိရတဲ့အိမ်ရောက်မယ်ဆိုပြီးကျမအပ်သွားတာပဲဆရာမကြီးမက်ခန်ကန်ဝင်သားထဲမှာအိမ်ပွဲစားဒေါ်လဲလေးရဲ့စကားတွေကကြားတစ်ချက်မကြားတစ်ချက်သူမမျက်လုံးတွေကအိမ်ကြီးကိုအရန်စိတ်ဝင်စားနေမှန်းသိတာနေနေရံမှာချိတ်ဆွဲထားတဲ့ပကြီးကအချို့နဲ့ခန်းစည်းမှန်ပြီးရကြီးရဲ့အတွင်းကရှေးဟောင်းပပူးရောအချို့ကိုသာစိတ်ဝင်တစားတလဲစီကြည့်နေမိရဲ့အမှန်တော့မက်ခိုင်ခိုင်ဝင်းသည်ရင်းပစ္စည်းများကိုရင်းနှီးကျွမ်းဝင်နေတယ်လို့ခံစားနေရတာကြောင့်အဖန်ဖန်အခါခါကြည့်နေမိခြင်းဖြစ်တယ်။ဒါကိုရိတ်စားမိရဲ့အိမ်ချမ်းမြေပွဲစားဒေါ်လေးလေးကအင်းဝင်းအိမ်ထဲရရှိသမျှပြိဘောကိုင်းနဲ့အဲ့ဒီမှန်ပြီးရကြီးတဲ့ပစ္စည်းတွေအိမ်သုံးပစ္စည်းတွေဝယ်တဲ့သူထံအကုန်ပေးလိုက်ပါလို့ကျမတို့အတိအကျမှားသွားရစီမဒါတွေသူတို့နိုင်ငံခြားကိုတည်သွားဖို့ဆိုတာလည်းမလွယ်ဘူးလေမက်ခန်ကန်ဝင်းကဒီတစ်ခါပွဲစားစကားကိုကြားဟန်တူတယ်ရောင်ရောင်လေးပြုံးလိုက်ပြီးအရန်အဖိုးတန်တာမှမဟုတ်တာအန်ဒီလေးရဲ့ဒဇာကကုန်ခံပြီးနိုင်ငံခြားထိဘယ်ယူသွားပါမလဲဒီဘီယိုတွေကဗပုရုပ်လေးတွေတက်တက်အလွန်ရှိလား၄နှစ်၅နှစ်ပေါ့အင်းဝါခေလက်ရကိုတူပါပြီးထုလုပ်ထားလေအန်ဒီလေးရဲ့အမတ်တမဲကြည့်တော့ကုန်းမောင်ခေကရှေးဟောင်းဗပုရုပ်လို့ထင်ကြစရာထူးစစ်ထားရဲ့လက်ရကတော့အတော်ပဲလက်ရမြောက်တယ်ရှင်အင်းမော်လေးဘပုစီယာကောင်းလို့နေမှာပေါ့ဒေါ်လေးလေးကခက်တော့ရေမောလိုက်ရင်သူမရဲ့စကားကိုဖားထည့်ရဲ့ကျမဒါရီလဲနားမလဲပါဘူးဆရာမစိတ်ဝင်တစားကြည့်နေအောင်အိမ်ဝယ်တပါးလေးပါမယ်လို့ဝမ်းသာအရာပြောလိုက်မိရပါဩဆရာမအပေါ်တက်ကိုတက်ကြည့်ကြရအောင်လားအိမ်ရောက်ထက်ဖွဲ့စည်းပွားရိုးရှင်းနေအောက်ထ၌မီးပုံရေချိုးကန်အိမ်သားပါရှိရဲ့မာစတာရုံးလို့ခေါ်ဆိုရမယ်ရေချိုးကန်အိမ်သားတွဲလျက်ပါရဲ့အိတ်ခမ်းတစ်ခမ်းပါရှိရဲ့ဒါအပြင်6ပေ10ပေခန့်ကျယ်ဝန်းတဲ့စတိုကန်တစ်ခုပါရှိရဲ့အပေါ်ထက်သို့လေကားမှတက်ရင်ဒေါ်လေးလေးကသူတို့ရဲ့သားမြို့ပြအင်ဂျင်နီယာဘွဲရထားတာဆရာမရဲ့ဒါကြောင့်ဒီအင်ကြီးကိုသူ့စိတ်တိုင်းကြစောက်ထားလေကြည့်ပါလားအိမ်ရဲ့ဖွဲ့စည်းပေါ်ကအနောက်တိုင်းဆန်နေနော်ဒီကဒေါ်လေးလေးပြောတာကိုမက်ခန်ကန်ဝင်းသည်ထောက်ကန်ဟန်ပြိခေါင်းညိတ်ပြလိုက်မိရဲ့ရခင်အင်ကြီးကိုစောက်လုပ်သွားတဲ့အင်ဂျင်နီယာမှာအနောက်ဥရောပဟန်စောက်လုပ်သွားတဲ့အပြင်မြန်မာတို့ရဲ့ရိုးရာကိုလည်းစန့်ကျင်ဘက်ပြုဟန်မတူအပေးချောင်းဆိုသောလှေကားသည်နေကိုကန့်လန့်အနေထားခြေကန်တက်ရသည်မဟုတ်ဒါအပြင်ကျမ်းပြင်ကန့်လန့်လည်းမဟုတ်ချေပြန်အနေထားနဲ့လိုက်ရောညှိထွေစွာတက်ရတဲ့လှေကားကိုဖန်တီးဆောက်လုပ်ထားအပေါ်တက်မှာဖျားကန်ရိုးရိုးအိတ်ခမ်းနှက်ခမ်းနဲ့လေးသားဆောင်တစ်ခုပါဝင်နေညစွန်ဆုံးမှာတောက်ခတ်ထားတဲ့အခန်းဖို့တစ်ခုရှိထိုခန်းရဲ့တော့ကိုအိမ်ပွဲစားတော်လေးလေးကဖွင့်နေစီမက်ခန်ကန်ဝင်းအတွေးအာယုံ၌ဝေဝေဝဝတံတစ်ခုထူးခြားစွာထင်ဟပ်လာပြန်နေဒါအပြင်ဒေါက်တာခိုင်ခိုင်ဝင်းအတွက်ထူးဆန်းဖွယ်ရာအတွေ့အကြုံတွေတစ်ခုဖြစ်နေပါတော့တယ်ဒေါက်တာခိုင်ခိုင်ဝင်းရဲ့စိတ်တံ၌ပေါ်လာသည်ကထူးထူးခြားခြားတော့မဟုတ်
တန်တိုင်များပါတဲ့ပတင်းပေါတစ်ခုကိုမျက်နှာမူထားတဲ့လှုပ်ကလတ်ထိုင်တစ်လုံးကလူမပါပဲလှုပ်ရမ်းနေသည်ကိုတပုံရိုက်တကယ်တော့ဇက်တိုက်မြင်အောင်မိနေခြင်းဖြစ်တယ်။ထူအာယုံကိုပျောက်သွားစိတ်အလုံကဒေါက်တာခိုင်ခိုင်ဝင်းသည်အသက်ကိုတဝကြီးရှူသွင်းလိုက်မိရဲ့ထိုခိုင်အိမ်ပွဲစားဒေါ်လဲလဲအတန်းကြောင့်လားမသိအာယုံတဲ့ပုံရိပ်ရောင်တီပျောက်ကွယ်သွားပြန်တယ်။ဒီကအရင်ကဦးကျော်စံစာဖတ်တဲ့အခန်းလို့ပြောရချင်မှအထဲမှာစာအုပ်စင်ရှိစာအုပ်တွေလည်းရှိသေးတယ်။ဒေါက်တာခိုင်ခိုင်ဝင်းကဒေါ်လဲလဲလေးတောင်လိုက်ပြီးတိုးဖွားဖွားလေးရေရွှလိုက်မိရဲ့ဦးကျော်စံနမရကြားပူးနေတယ်လို့ဒေါ်လဲလဲကအခန်းတစ်ခေါက်ဖွင့်လိုက်တယ်။အခန်းထဲကအနန္တတကူထွက်လာစာအုပ်အဟောင်းရှင်နဲ့ဖြစ်လိမ့်မယ်။ဒေါက်တာခိုင်ခိုင်ဝင်းကအခန်းတွင်းကိုစူးစိုက်ချစ်စိတ်ကဲစွာချစ်ချင်းလှမ်းကြည့်လိုက်ပြီးအိုးစာအုပ်တွေကမနှဲပါလားအခန်းသည်နေရကစာအုပ်စင်များနဲ့ဖွဲ့စည်းထားသလိုစာအုပ်စင်တိုင်း၌လည်းစာအုပ်များပြည့်သိပ်လျက်ရှိလျက်စာဖတ်စပွဲပေါ်၌စာရေးစက်ကူမင်တန်စာရွက်ဖြစ်ရဲ့ဖန်တုံးငယ်တို့သည်စီစီရီရှိနေကြတော့လေဖုံအလိမ့်လေးပြေကြံနေကြတယ်စာဖတ်စပွဲသည်အန်ဆွဲ3ဆင့်ပါစာဖတ်စပွဲဖြစ်တယ်သို့တော်မခိုင်ခိုင်ဝင်းခုနကြိုတင်တွေးမြင်ခဲ့ပြီးတော့လှုပ်ကလတ်ထိုင်ကိုတော့အခန်းထဲမှာမမြင်မိချေမခိုင်ခိုင်ဝင်းတမကိုဖြင်းညင်းစွာချလိုက်မိရဲ့ဒီတခါတော့သူမအာယုံတီဘဲမနေပါပေါ်လားလို့လေတွေးလိုက်မိလေရဲ့ဒေါ်လဲလဲကအခန်းတွင်ရှိစာအုပ်စင်တစ်ခုထံသို့ခက်သက်သက်ရှောက်သွားပြီးနောက်အင်ရှင်ဟာအတော်လေးစိတ်ကူးကောင်းတာဆီယမရဲ့လာပါဆီယမကိုကျမအထူးဆက်ပြမယ်ဒေါ်လဲလဲသည်သူရှိရာစာအုပ်စင်ကိုဖွင့်တကားတစ်ချက်ပမာအသာဆွဲယူဖွင့်လိုက်တယ်နှစ်ပေခွဲခန့်စာအုပ်စင်သည်တကားတစ်ချက်ပမာပွင့်သွားလေလူတကူစာဝင်ပေါက်တစ်ခုသည်နေရကစာအုပ်စင်၌မြုပ်ဝက်စွာထွက်ပြူလိုက်မခန့်ခိုင်ဝင်အံ့ဩမင်တန်နေစင်ပါပြီဒေါ်လဲလဲကအရင်ဦးစွာကျွလွတ်ဝက်ဝင်ပေါက်လေးတဲ့သို့ခေါင်းငုံဝင်လိုက်တယ်မခန့်ခိုင်ဝင်လည်းဒေါ်လဲလဲဝင်သွားသည့်ထိုလူတကူစာဝင်ပေါက်မှအထဲသို့လိုက်ဝင်သွားခဲ့တယ်အခန်းထဲရောက်တဲ့အခါမခန့်ခိုင်ဝင်လွန်စွာအံ့ဩသွားလေရဲ့ဟင်ဒါအခန်းသည်တန်တိုင်များပါတဲ့ပတင်းပေါက်ကျဲတစ်ခုရှိပြီးထိုအခန်းထဲ၌ပရိဘောကပစ္စည်းဟု၍သူမခုနကြိုတင်မြင်အောင်မိရဲ့တစ်သားလှုပ်ကလတ်ထိုင်တစ်လုံးတည်းသာထီးထီးကြီးရှိနေသည်ကိုမြင်တွေ့လိုက်ရလေဒေါက်တာခိုင်ခိုင်ဝင်းသည်ခေတ်ပညာတတ်ဆရာမတူဖြစ်လင်ကစားသူမရဲ့မတိစိတ်အာယုံ၌ဖြက်ကနေပေါ်လာတဲ့အမြင်လွှာကိုအယမ်းအံ့ဩနေမိရောတယ်သူမစိတ်ထဲမှာတော့အိုးတိုက်ဆိုင်တာပဲဖြစ်မှာပါငါခုနမြင်ခဲ့ကလတ်ထိုင်လှုပ်နေရပဲအခုဒီကလတ်ထိုင်လှုပ်မလှုပ်ပဲလေစိတ်ရှုပ်ထွေးဟန်မျက်နှာအမူအရာရှိရဲ့ဒေါက်တာခိုင်ခိုင်ဝင်းကိုကြည့်ပြီးအိမ်ပွဲစားတော်လေးလေးကပရင်းတကားဖွင့်လိုက်ရမလားဆရာမအခက်အနေနဲ့ကျင်းတော့ဆရာမအသက်ရှူမဝသလိုဖြစ်နေမယ်ထင်တယ်ဒေါက်တာခိုင်ခိုင်ဝင်းသည်အခန်းထဲဆက်ပြီးမနေလိုတော့သဖြင့်နေပါစီတော်လေးလေးကျမတို့ပြင်မဲ့ပြန်ထွက်ကြရအောင်ပါတို့ဖြင့်၎င်းတို့နှစ်ဦးသည်ထိုလွတ်ဝက်အခန်းလေးထဲမှပြန်ထွက်လာခဲ့ကြ၏ဒေါ်လေးလေးကတစ်သားပြီးတကားကိုပြန်ရွှေ့ပိတ်လိုက်တယ်စာဘက်ခန်းမှသူတို့နှစ်ဦးပြန်ထွက်တဲ့အခါဒေါက်တာခိုင်ခိုင်ဝင်းနားတဲ့သို့လှုပ်ကလတ်ထိုင်လှုပ်နေရဲ့အတန်လုံးလိုတကြီးကြီးဆိုတဲ့အတန်တုံးလေးကြားလိုက်မိလေဒေါက်တာခိုင်ခိုင်ဝင်းကထိုတန်သူနဲ့အတူပါရဲ့ဒေါ်လဲလဲလည်းကြားမိလေသလားဆိုပြီးဒေါ်လဲလဲမျက်နှာကိုအကဲခတ်သလိုကြည့်လိုက်တယ်ဒေါ်လဲလဲမှာဘာကိုမှမကြားသလိုဟန်ရှိပြီးအိမ်အောင်ရစီရင်ရှင်းရှင်းဝေအောင်ညှိုးနေလေရတယ်ဒီဘက်ကမှာတော့ဒီလိုချံဝန်းကြင်ကြင်နဲ့အိမ်ကြီးအိမ်ကောင်ရဖို့ဆိုတာအတော့ခင်းရေးသွားပြီဆရာမကြီးဝေနိုင်လို့ကတော့တကယ်တမ်းနဲ့ဝယ်ထားမမဟုတ်ပါရှင်ဒေါက်တာခိုင်ခိုင်ဝင်းလည်းတတ်မှချလိုက်ပြီးကျမခင်မုန်းနဲ့တိုင်ပင်ပြီးအကြောင်းပြန်ပါမယ်လို့သာအလိုက်အထိုက်ပြောလိုက်လေခိုင်ကဒေါ်လဲလဲပြထားတဲ့ခြံအကျယ်ကြီးနဲ့အိမ်အကြောင်းကိုခင်မောဖြစ်သူတတုတွင်အင်ဂျင်နီယာဥက္ကုကိုလက်ထံဖုန်းဆက်ပြီးပြောပြတိုင်ပင်လိုက်တယ်ဥက္ကုကိုလက်ကတော့ထုံးစံအတိုင်းပဲခိုင်သဘောပဲခိုင်ကြရင်မောင်လေးကြိုက်ပါရဲ့သားနဲ့သမီးတို့လည်းကြောင်းတက်ဖို့အဆင်ပြေဆိုရင်ဝယ်လိုက်ပေါ့ဩဒါနဲ့ခိုင်မောင်တို့ project ကလက်စာမတက်ရသေးတော့မောင်တလားလောက်နေမှမောင်ပြန်လာနိုင်မယ်နော်ပြီးတော့ခိုင်ခုဝယ်မယ်အိမ်ကပြင်အောင်မယ်ဆိုဝယ်ဖြစ်မယ်ဆိုခင်ခိုင်အိမ်ကိုပြင်ချင်မန္တလေးမှာမောင်အသည့်တငယ်ချင်းအင်ဂျင်နီယာတယောက်ရှိသူ့ဖုန်းနံပါတ်ကိုမောင်မက်ဆေ့လှမ်းပို့လိုက်မယ်နော်ဒီကောင်ကြီးကအရန်သဘောကောင်းတာခိုင်ရဲ့ပြီးတော့စိတ်လည်းအရန်ရှိရဲ့လေခိုင်သူ့ကိုမသိတော့ဘူးမောင်တို့မင်္ဂလာဆောင်တော့တစ်ခေါက်လာဘူးလေကွအိမ်နောက်တော့မစုံဖြစ်ကြအောင်သူ့နာမည်ကအောင်ခိုင်နဲ့မောင်လေးဒီကောင်ကြီးကိုကြိုးပြောထားလိုက်မယ်လေမကောင်းလားခိုင်ဩတခုပြောဖို့မိနေရမောင်တပည့်မောင်တို့လီမြောင်ခိုင်တို့နဲ့အတူနေဖို့နောက်ပတ်တည်းလွတ်ပေးလိုက်မယ်နော်ဒီလိုနဲ့ခိုင်နဲ့အဲ့ဒီအိမ်ကြီးကိုဝယ်ဖြစ်သွားရင်အကြောင်းရင်းခံတွေကတော့တခြားနေရာတွေရှောက်ပေးကြည့်ရလဲမြေနေရာတွေကကျင်းပြီး
အစာဦးတွေကမကောင်းတာတော့ဈေးရခောက်ခိုင်းနေသည်မဟုတ်လားအိမ်ပွဲစားဒေါ်လဲလဲပြတဲ့ထိုချန်ကျဲကြီးနဲ့အိမ်ကြီးကသာထူးထူးခြားခြားဈေးချိုနေရဲ့နားလေတက်ကြွနဲ့ရှေ့နေနဲ့တိုင်ပင်ကြည့်ရော်လေဥပဒေအရခိုင်မာနေရဲ့အရှုံအရှင်းမရှိခင်ပြီးတော့ထိုအိမ်ကြီးကိုဘာရဲ့ကြောက်များမသိခိုင်ကိုယ်တိုင်ကအထူးစိတ်ဝင်စားနေပြီရဲ့သူတို့လင်များဝယ်ယူနိုင်တဲ့ငွေပမာဏလည်းဖြစ်နေတော့နောက်ဆုံးမှာရှေ့နေနဲ့တိုင်ပင်ပြီးရက်အနေငယ်အတွင်းအခိုင်မာစာချုပ်ဆိုဝယ်ယူလိုက်တော့လေဝယ်ယူပြီးနောက်ခိုင်တီမောက်တငယ်ချင်းဆိုတဲ့အင်ဂျင်နီယာကိုအောင်ခိုင်အားဆက်သွယ်ပြီးထိုအိမ်ကြီးကိုလိုက်လံပြသခဲ့တယ်ကိုအောင်ခိုင်ကစိတ်ရှည်စွာဖြင့်မြည်တို့မြည်ပုံပြင်ဆင်သိကြောင်းဘလို့လို့ရင်ဖြင့်အကုန်ကြနေမိဖြစ်ကြောင်းကြီးကြီးမားမားပြုတ်ပြင်ရမလို့ကြောင်းစက်တိုက်ပြောသွားခဲ့တယ်ကုန်ကြစိတ်နည်းနည်းနဲ့ဆိုရင်ငကိုမူလအိမ်ပုံစံအတိုင်းပြင်ထိန်လို့ရုံမခိုင်မူလအိမ်ကြီးကကားထားဖို့မပါလျော့အိမ်မကြီးပေးမှာအဖီဆွဲပြီးကားကူတော်လုံးမယ်ဆိုရင်ဖြစ်တယ်ဒါပေမဲ့မူလအဆောက်အဦရဲ့ခံကြားထင်ဝါမှုပုံမပေါ်တော့ပဲအိမ်ကျို့တည်တင်သွားလိမ့်မယ်မခိုင်အဲ့တော့မခိုင်တို့လင်များမြောက်ကတယောက်ကိုကားတစ်စီးစီဆိုလျော့ကားကူတော်ကိုနှစ်စီးထားတောင်တီးတန့်ဆောက်မယ်ဆိုရင်ပိုကောင်းလိမ့်မယ်အိမ်ကြီးရဲ့ညာဘက်မှာမြေလုကအကျဲရှိသေးတယ်လေအဖီဆွဲရတော့နည်းနည်းတော့ပူကုန်မေးပြကိုအောင်ခိုင်ပြောသည်ကပိုတဘာဝကြလေရဲ့ဒါကြောင့်ခိုင်လဲကားကူတော်ကိုတီးတန့်ဆောင်ရန်သဘောတူလိုက်တယ်ပြီးတော့မှသူမဖြစ်စီချင်အောင်ဖွင့်ပြောပြလိုက်တယ်။အော်ကိုအောင်ခိုင်အိမ်မကြီးကိုအရင်မုန်းမှန်ပေးပါနော်။ဘာလို့လဲဆိုတော့အခုကျမနေရာတိုက်ခန်းကမိရေးအဆင်မပြေဘူး။ဒါကြောင့်ကျမတို့သားမိဂျီကိုအမြတ်ပြောင်းလာခြင်းလို့ပါ။ Okay မခိုင်တို့နေလို့ရအောင်လို့တစ်လအတွင်းမှာအိမ်မကြီးတွင်းပိုင်းမုန်းမှန်ပြင်ဆင်ပေးပါမယ်။လောက်ရမှာတွေကတော့အိမ်ကိုအတွင်းပြင်စီးပြန်တုံမယ်။စားပေါက်တဲ့အောက်ထက်ကျမ်းပြိုအစ်စ်ပြန်ချော်မယ်။အပြင်ဘက်ကအင်္ဂလိပ်တိုင်လုံးတွေဥရောပစတိုင်ပန်းဖောက်အနာဂတ်တွေပြန်ထည့်ပေးရမယ်။ရေချိုးခန်းအပေါ်ထိုင်တွေလဲပေးမယ်။အပေါ်ထက်အောက်ထက်ပရင်းပေါက်တွေကတန်ပန်းတွေအစ်စ်လဲတင်တာလဲပစ်မယ်။ကဲပါစိတ်ချလိုအပ်တာမှသမျှကျွန်တော်ကြည့်လုပ်လိုက်ပါမယ်။သူဖြင့်အင်ဂျင်နီယာကိုအောင်ခိုင်ရဲ့ပညာစွမ်းဖြင့်အိမ်အိုကြီးကိုတစ်လွင်လာစေရတယ်။တကူတော့ပြောစရာရှိပါတယ်။အဲ့ဒါတော့ခိုင်တီအင်ဂျင်နီယာကိုအောင်ခိုင်ကိုစာကြည့်ခန်းတွေကလျှို့ဝှက်ခန်းအားလုံးဝပြသခဲ့ခြင်းမရှိခဲ့ပေ။အင်ဂျင်နီယာကိုအောင်ခိုင်ရဲ့အစွမ်းဖြင့်တအိမ်လုံးတစ်လွင်တောက်ပလာပြီးမြဲထုံလွှတ်ဝက်အခန်းငယ်လေးရဲ့အတွင်ပိုင်းကတော့ယခုချိန်ထိပတင်းပေါက်ကိုအပြင်ဘက်မှလှေကားထောင်စီးတုပ်ထားခြင်းမှလွှဲမူလာမပြတ်ပဲရှိနေတော့လေထို့အတူခြံဝန်းထဲ၌သူ့မို့အုတ်ကြီးအုတ်ကကားကိုယ်တော်တလုံးတည်လဲမကြမတင်နဲ့ပြီးစီးတော့မီဖြစ်လေခိုင်ရတောင်းဆိုသဖြင့်ကိုအောင်ခိုင်ကထက်ခိုးလေးထည့်ဆောက်ပြီးထားတယ်ခိုင်စိတ်ကမောင်ပိုးလွတ်လိုက်တဲ့အောင်မောင်းတို့လီမြောင်ထိုထက်ခိုးလေးမှာပဲနေနိုင်စေရန်ဖြစ်လေပြောင်းလာကားစားကသမီးငယ်စုရတီလက်မဟိုးအင်ကြီးကအရန်လိုက်တော့မမေချမ်းလေကြဲပဲသမီးဖြစ်သူကအင်ကြီးကိုကြိုက်နေတတ်ဟန်ရွှေမျိုးစွာပြောလာတော့ခိုင်ကျင်းနေမိရဲ့မောင်းထန်လေဖုံးမတစင်မုံမှန်ပြီးစီးသွားတဲ့အင်ကြီးရဲ့အလှတက်ပုံများကိုရှုထောင့်မျိုးမျိုးမှရိုက်ယူပို့ဆောင်ထားပြီးဖြစ်တယ်မောင်းလေအလွန်သဘောကျနေသည်ဆိုလာတော့ခိုင်အတွက်ပင်ပန်းရကြုံနဲ့တီမှအမှန်ပြီးစုရတီလက်သည်ယခုရှစ်တန်းကျောင်းသူသားဖြစ်တယ်အသက်မှာ73နှစ်စွန်းစွန်းဖြစ်တယ်သို့တော်မိခင်ရဲ့လှပါသေးသွင်မျက်နှာကြားကိုပိုင်ဆိုင်ထားပြီးဖခင်ထံမှမြင်မားရဲ့အရက်မောင်းကိုရယူထားကအပြိုမလေးတယောက်ပမာလှပနေနေရဲ့မျက်နှာလေးနုငယ်နေတော့လေကိုခန္ဓာမှာ16နှစ်18နှစ်အပြိုမလေးတပွဲဖွင့်ထွားသူဖြစ်တယ်စုရတီလက်သည်တူးတီးသောသမီးဖြစ်ပေမဲ့မိဘများကကိုအားကိုတက်အောင်တင် जा ပြုစုပြိုးထောင်လာခဲ့သဖြင့်တွက်လက်ထက်မြက်သူလည်းဖြစ်တယ်ပြီးတော့စုရတီလက်သည်အလဲတန်းအဆင့်တိုက်ကွမ်တိုလက်ရွေးစင်တယောက်ဖြစ်တယ်ဥက္ကကိုလက်ကဇနီးနဲ့သမီးအတွက်လက်တိုလက်တောင်ခိုင်းရလေအောင်သူရဲ့တပိတ်အာမောင်းနဲ့နှင်းရီတို့လေးများကိုပါအိမ်သိစီတို့တပါးလေးထည့်ပေးလိုက်တယ်တပါးလေးဆိုတာတက်ခိုင်တို့သားမိဒီအိမ်ကြီးကိုပြောင်းမလာသေးမီပြုပြင်စေကာလ၌ပင်အောင်မောင်းတို့လေးများသည်အိမ်ဆောင်အဖြစ်ကြုံရောက်နေကြပြီဖြစ်တယ်အောင်မောင်းသည်ကာမောင်ကျွမ်းကျင်နေရိုးတိုင်းနှင်းရီကတော့အိမ်မူကိစ္စနိုင်နေသူဖြစ်ပြီးထမင်းဟင်းချက်ကောင်းသူဖြစ်တယ်သူတို့လင်များသည်အိမ်ကြီးကိုပြုပြင်မွမ်းမံနေစေကာလမှာထိုအိမ်ကြီးရဲ့အောက်ထပ်၌စေးပုံးတွေဘီလက်မြေအိတ်တွေနဲ့အတူဖြစ်သလိုနေထိုင်ခဲ့ကြ၏အိမ်ကြီးရဲ့ထူးခြားမှုပထမဦးဆုံးခိုင်ရအိမ်ပွဲစားဒေါ်လက်လက်နဲ့လာကြည့်စဉ်ကသိမြင်ခဲ့ရပြီးအခုအခါအောင်မောင်တို့လင်များကဒုတိယမြောက်လက်တွေ့သိမြင်ခွင့်ရတော့မည်ဖြစ်တယ်အောင်မောင်နဲ့နှင်းရီတို့လင်များသည်နေဘက်များမှအိမ်ပြုပြန်ရောက်လာကြသောစေးတုပ်ပယံလက်သမားစားတဲ့အလုပ်သမားတို့ကိုနေကင်းမှာလက်ဖက်ရည်မုတ်ညနေမှာအကျော်ကောင်းညင်ပေါင်းတခါတည်းမှာလက်ဖက်သုံးနဲ့ထမင်းကြီးစံစသည်တို့ဖြင့်အိတ်ခံကျွေးမွေးရ၏ပတ်စံခိုင်ကလိုတလောက်ထုတ်ပြီး
ခိုင်ကစီးရုံမှာတာဝန်နေဆိုတော့အမြဲလာမကြည့်အားပြီအောင်မောင်တို့လင်များမှာနေပန်များမှာခြံနေရမျက်ပင်ပေါင်းပင်များကိုရှင်းလင်းတဲ့အခါရှင်းနေခြံရှိရအမိုက်တရိုက်များပိတ်ဆို့နေရဲ့ရေနှုတ်မြောင်ကိုဖော်ကြ၏အလကားမနေကြချင်းအောင်မောင်တို့လင်များစားရောက်တဲ့နေ့ညဦးပိုင်းမှာအင်းအကြီးသည်အနေငယ်ထူးခြားသည်လို့ဆိုရလိမ့်မယ်ထိုညကလင်များနှစ်ယောက်သိန်းကြာရှိရာသိန်းစီပြီးညဆောင်9 နာရီခွဲတသားလောက်မှာအိမ်ကြီးအောက်ထက်ကအေကန်ကျမ်းပြင်မှာပင်စားလိုက်ကြ၏မီတာကမဆောင်မဲပြစ်ထားသည်မှာကြာမြင့်နေပြီဖြစ်တာကြောင့်မီတာပေါက်မှာရုံးမလာသိမ်းသွားကြသည်လို့သိရ၏ပြန်လေလျှောက်ထားတဲ့ကာလဖြစ်တယ်ရွေးကြံပြီးတာများဆောင်ပြီးပါကပြန်လေတက်ဆင်ပြီးမှဖြစ်တယ်ဒါကြောင့်ထိုညကသူတို့လင်များဖျောင်းနိုင်မိကိုသာအားကိုးနေရတယ်ဓမင်းဆိုင်ရင်မနှင်းကြီးကအလင်းရောင်မရ၍အိမ်ကြီးရဲ့မောင်မဲနေတဲ့နေရာများကိုကြည့်ရဲ့အခါကိုအောင်မောင်ကျမဖြစ်ဒီညဒီအိမ်ကြီးထဲမှာအိပ်ရမှာစိတ်ထဲတမျိုးကြီးပဲတော့မနှင်းကြီးကမိမသားပြီးကြောက်၍ထို့သို့ဆိုလိုက်တဲ့အခါကိုအောင်မောင်ကအမေကွာမင်းရအခုမှကြောက်နေတတ်ရသလားတို့စီကဥကုတ်ကိုလည်းနဲ့တင်းကြိုင်းမြေမှာအလုတ်သမားတဲတန်းဆောက်ပြီးနေတော့ရရောမင်းကြောက်ရကောင်းမှသိလို့လားကွာထိုစီကအောင်မောင်နဲ့နှင်းရီမှာညားကာစားဖြစ်တယ်တဲတန်းရှည်ကြီးကိုအခန်းများကန့်ပြီးနေခဲ့ကြရသည်ကိုပြန်ပြောင်းတရိယာ၍ရေမောင်းလိုက်ခြင်းဖြစ်တယ်အိုတော့အဲ့ဒါနေရာတူမလားအဲ့တော့ကျမတို့တဲထဲမှာကအလုတ်သမားလူအယောက်30လောက်ရှိရကိုအခုဟာရှင်နဲ့ကျမ2ယောက်တည်းရှင်ကဲပါနှင်းရီဟာစားမောင်ဖြောင်းဖြောင်းစားကြမှာဟာအိမ်ကြီးကကြည့်ပြီးမျက်စိမီမရသေးလို့မင်းအမောင်ကြောက်နေရပါမင်းနဲ့တူငါတယောက်လုံးရှိနေရပဲဘာမှမကြောက်နဲ့ဟုတ်ပြီလားစားငါမိမငါတို့ဒီညစောစောအိမ်ရဝင်ကြရအောင်အိမ်ရဝင်ဆိုလို့ကျမတို့ကဘယ်နေရာမှာအိမ်မှာလဲကွာမောင်အောင်မောင်ကနေရာမြထူးထွေရှာနေကြမလို့ပါဘူးကွာအခုတို့ထမင်းစားရဲ့နေရာမှာပဲခြာခင်းအိတ်ကြတာပေါ့တော်ပါသေးရဲ့ညနေကကျမအပြင်ထွက်ရင်ဖျောင်းနိုင်တိုင်ဝဲလာမိလို့ငါမှလက်နှိပ်တက်မိပါပါရဲ့မိမရခဏနေအိတ်ထဲကထုတ်ထားလိုက်ပါမယ်ပြီးတော့တကားရီပိတ်ထားလိုက်ညာရင်ညတာအတွက်တကိုးတဝက်ရံလည်းပူကြမလို့ပါဘူးငါလက်ဆွဲတော့လေးกว่าလည်းပါခဲ့ပါရဲ့ကွအောင်မောင်ကလေးกว่าအကြောင်းပြောတဲ့အခါခက်ပြုံးပြောလိုက်ခြင်းဖြစ်တယ်ဟုတ်တယ်ထိုလေးกว่าဒီတောရင်းမှာဆိုသူ့အတွက်ဟင်းစားရှာပြရအကောင်းဆုံးအဖို့မွန်ဖြစ်တယ်တောရင်းမှာကအသားငါရှာပိုင်လေးกว่าတစ်လက်ဖြင့်ရုံသားဖွတ်သားငှက်သားစသည်တို့ကိုရှာနိုင်သည်မဟုတ်လားထမင်းစားပြီးနှင်းရီကပကံတွေကိုစေးကြောရန်အိမ်ပြရေတိုင်စီတို့ယူသွားထိုရေတိုင်မှာရခင်ကတော့အိမ်ရှိအလှပန်းပင်များရေလောင်းရန်တွေ့တန်းထားခြင်းဖြစ်လိမ့်မယ်အခုအခါမှာတော့ပယံတွေရောစီးတုပ်လှုပ်သားတွေပါထိုရေတိုင်ကိုသာအားထားသုံးဆွဲနေရ၏အိမ်ထဲရှိရေပိုင်များမှာတန်ကြေးကိုက်ခြင်းအမိုက်ပိတ်ဆို့ခြင်းတို့ကြောင့်လက်တလောသုံးဆွဲမရနိုင်သေးချေအင်ဂျင်နီယာကိုအောင်ခိုင်ကတော့တအိမ်လုံးရှိရေပိုင်များကိုအသစ်လဲပေးမယ်လို့ပြောနေတန်ကြားမိလေပကံသွားစီရဲ့နှင်းကြီးပြန်မရောက်ခင်အောင်မောင်ကကျမ်းမြေကိုတစ်ပြက်စီဖြင့်လဲကျင်းတန့်ရှင်းပြီးပါလာရဲ့နှစ်ယောက်အိမ်နှီးကြောပြောင်ခင်းနေခေါင်းအောင်ဆောင်တို့နေရာချိုင်ပြီးတော့နှင်းကြီးပြန်လာမှခြေထောက်ထားမယ်လို့စိတ်ကူကလေးကွားနဲ့တမီးကိုခေါင်းရည်မှာချပြီးဖျာပေါ်ကျန်းခင်းနေလိုက်တယ်ထိုအချိန်အပေါ်ထက်မှအတန်တခုတက်တဲ့များကြားလိုက်ရလေအတန်မှာကျန်းပြင်ကိုတခုခုပုတ်တိုက်နေတဲ့မျိုးဖြစ်လေအောင်မောင်ငေါက်ကနေထထားလိုက်ပြီးအိမ်ပေါ်တက်ကိုတက်တဲ့လေကားစီတို့လမ်း၍ကြည့်လိုက်မိရဲ့ဖျောင်းနိုင်မှာအနီးကထိုင်ခုံပေါ်ထွန်းနာသဖြင့်လေကားကောင်းစွာမြင်နေရတစုံတရာလှုပ်ရှားမှုကိုမမြင်တွေ့ရချေအတန်တီစီးကြညီညီမြင်နေစေပြီပုံရိပ်ပြီးသားလိုက်ခက်တိုးမဟုတ်တော့ပြီပကံစီးပြီးပြန်ရောက်လာတော့နှင်းရည်သည်ပကံများကိုကျမ်းပြင်မှာချပြီးအောင်မောင်အနီတို့ပြေးကပ်လိုက်သူလဲထိုတန်ကိုကောင်းစွာကြားနေရကြောင်းဖြစ်တယ်အစကနေကြောက်တတဲ့နှင်းရည်ကတထထငေါ်ဖြစ်ကိုအောင်မောင်အဲ့ဒါဘာတန်လဲရင်အောင်မောင်ကသူ့မိန်းမကြောက်နေမှန်းသိ၍အကြောက်ပြေးစိမ့်ငါလည်းမသိဘူးဟာအပွားတကားတွေမပိတ်ခဲ့ကြလို့နေမှာပါနေရလေအပြင်မှာလေးတိုက်တယ်လေဟာဒီရောမှပို့ဆိုးတော့တယ်နှင်းရီကများတိုး၍ကြောက်ရွံ့သွားလေရောတယ်အဘဲချောင်းဆိုတော့ခုနသူ့အပြင်မှာပကံစီးနေခဲ့သည်မဟုတ်လားထို့ချိန်ကလင်းငယ်လုံး၍ပူဆက်ဆက်ဖြစ်နေရကြောင်းအိယာမဝင်ခင်ရေချိုးရင်ကောင်းမလားလို့ပင်တွေးနေမိခဲ့သေးရဲ့ကိုအောင်မောင်အပြင်မှာလင်းငိမ့်နေရလေတော့သူတို့လင်များထိုးထိုးပြောနေစဉ်မှာကြည်ကြီးဆိုတဲ့အတန်မှာတိတ်ကနေရက်သွားလေအောင်မောင်မတက်ထားရလိုက်တယ်နှင်းရီလည်းအောင်မောင်ရက်တဲ့အခါထိုင်မနေရဲပဲသူ့ပါလိုက်၍မတက်ထားရလေအောင်မောင်ခအင်ကြီးစာဆွဲထားရင်ဘယ်သွားမလို့လဲတက်ကြည့်ရအောင်ဟာဒါမှပါလဲဆိုတာတဲတဲကွယ်ကွယ်သိရမှာပေါ့အိုးမတက်ပါနဲ့တော်နေကြတရေဆိုရင်ဘယ်နဲ့လုံးမလဲနင်းရလေ
ထိကနေဆိုတရေတစီပဲအောက်မိနေလာစမ်းမှာငါနောက်ကတာနေအောင်မောင်ကပြောလဲပြောခေါင်းအောင်အနီယာတမီနဲ့လေးခွကိုကောက်ကင်လိုက်တယ်ပြီးတော့သူ့လက်အိတ်ချိတ်ထားညာသို့သွားပြီးဖန်ကော်လီလုံးအချုပ်ကိုနှိုက်ယူကပစိုးခပုံစားတွေထည့်ထားလိုက်တယ်လက်နေတမီမှာတခဲသုံးခဲထိုးဖြစ်တဲ့ဖြစ်အလင်းရောင်မှာစူးဖြာနေရဲ့လေကတမီထိုးပြီးလင်းများနှစ်ယောက်အပေါ်တက်ကိုတက်လာခဲ့ကြတယ်လေကားထဲရောက်တဲ့အခါအောင်မောင်ကနင်းရီကိုတမီပေးပြီးရှော့လက်နေတမီနင်းကိုင်းပြီးရှေ့ကိုတက်တယ်တို့ငါလေးခွာတွေခေါ်လီထည့်ပြီးပြစ်ဖို့အစင်သစ်ပြင်ထားမယ်သူတို့အပေါ်ထက်ရောက်တဲ့အခါအရာအားလုံးသည်တိတ်ဆိတ်ငြိမ်သက်နေရဲ့ပဒင်းတကားများသည်အားလုံးပိတ်လက်သားရှိနေသည်ကိုမြင်တွေ့လိုက်ရတယ်အတန်သည်ပဒင်းတကားမှမဟုတ်ချေထိုခိုက်စာကြည့်ခန်းတကားသည်လေမတိုက်ပဲသူ့အလိုလိုဖြင်းညင်းစွာပွင့်လာသည်ကိုလင်များနှစ်ယောက်စလုံးမြင်တွေ့လိုက်ကြရတယ်နင်းရည်သည်အံ့ဩထိတ်လန့်သွားပြီးကိုအမောင်ကျမကြောက်တယ်အောက်ထပ်ပြန်စီးကြရအောင်လားအောင်မောင်ကကြောက်တယ်လည်းမဟုတ်မကြောက်တယ်လည်းမဟုတ်ထိုကြောက်ရွံ့သောစိတ်ထက်စာကြည့်ခန်းထဲမှာဘာရှိသလဲဆိုတာကိုပိုပြီးစိတ်ဝင်စားသွားတယ်ဒါကြောင့်စာကြည့်ခန်းဝါသို့နှင်းရီအားဆွဲခေါ်သွားပြီးဘာကြောက်စရာရှိလဲဟာလာစမ်းမှာအထက်ကိုဓမီထိုးပြစမ်းနှင်းရီကဓမီဖြင့်မဝင့်မရဲထိုးပြတယ်အောင်မောင်လေးကွာကိုပြည့်ရန်ချိန်ရွယ်ထားပြီးအခန်းထဲကိုတည်တည်ချာချာကြည့်လိုက်တယ်မတင်ကားစရာဆို၍ဘာကိုမှမတွေ့ရချေအခန်းသည်ငြိမ်သက်လျက်ရှိလေစိတ်ကြည်နှံလောက်သည့်အထိအခန်းထဲကိုအောင်မောင်ရှာဖွေကြည့်ရဲ့ထူးခြားမှုတစ်စုံတရာမျှထွက်ပေါ်လာခြင်းမရှိတော့ချေဒါကြောင့်အောင်မောင်သည်တက်ပြင်းကိုချပြီးအခန်းထဲမှထွက်လာခဲ့တော့လေအခန်းတစ်ကောင်ဆွဲပိတ်ပြီးနင့်ငါပြောတာပဲတစီတည်းဆိုတာမရှိပါဘူးဆိုကဲအခုဘာမှမရှိရအောင်လက်တွေ့မြင်လိုက်ရတော့ငါတို့ညဘက်ကောင်းကောင်းအိပ်ပျော်တာပေါ့နင်းကြီးကတော့ကြောက်စိတ်မပြေသေးရလားမသိဘာတခုမှခွန့်တုတ်စကားမဆိုချေအောက်ထပ်ပြန်ရောက်တော့သူတို့လီများအိတ်ဆက်ရန်အတွက်ခြေနာထောင်ကြတယ်အောက်ထက်ကတကားတွေကိုအောင်မောင်းအသေးချလိုက်ပိတ်တယ်ထို့နောက်ဖျောင်းနိုင်မီကိုမငိမ့်တော့ပဲသူတို့အိတ်ဆက်လိုက်ကြလေသူတို့တနေ့ကိုပြင်ပန်းကြတယ်ညဘက်ကောင်းစွာအိပ်ပျော်သွားကြလေတကောင်ရန်ကြောချိန်လောက်၌အောင်မောင်းသည်ခြံချီမှစုညံတက်များကြောင့်နိုးလိုက်သူ့ဘေးကနေရီကတော့တရှူးရှူးနဲ့အိပ်ပျော်နေရဲ့ခြံရှိမှခွေးဟောင်တန်တွေမန်ဖီတန်တွေစုညံနေရဲ့ညီးတဲ့တကောင်ရံမှာထိုအတန်များကအလွန်ပေးစိတ်အနှောက်အယှက်ဖြစ်စေရဲ့အောင်မောင်းစီးသွားရင်ထိုနားကြီးနေရဲ့ခွေးရီကိုလေးခွနဲ့တစ်ချက်နှစ်ချက်လောက်ပစ်ပြီးခြောက်လိုက်ရန်စိတ်ကူးဖြိတ်ချင်းထောင်ထဲမှထွက်လာခဲ့တယ်သူချင်းတော်အပြင်ဘက်ထွက်လိုက်တယ်ဖျောင်းနိုင်မှကုတီမငိမ့်သေးပြီမတ်တက်ထားရလိုက်တဲ့အခါသူ့ရဲ့မျက်ရည်တောင်မှတစုံတရာကိုရှိတ်ကနေဖြတ်ပြေးသွားတယ်လို့ထင်မြင်လိုက်တယ်အောင်မောင်းချက်ချင်းပဲထိုနေရာသို့လှမ်းကြည့်လိုက်တယ်လီကားရင်၌ခြေလံ3လမ်းစာလောက်ကနေသူ့အားမမုံမတုံကြည့်နေသောအရေးမဲတစ်ခုကိုမြင်တွေ့လိုက်ရတယ်။တိုက်ဆိုင်စွာပဲအပြင်ဘက်ကခွေးများရဲ့အုပ်စုလိုဦးသားကြီးထွက်ပေါ်လာ။အောင်မောင်းကြောတွေကစိတ်အေးသွား။ခြေပြားလက်ပြားတွေကကြောင်ရွံစိတ်နဲ့အတူအေးဆက်ကုန်တယ်။ဒါပေမဲ့အောင်မောင်းသည်သူ့ကြောက်စိတ်ကိုအမြန်ထိန်းချောင်းနှင်ထုတ်ရင်ထိုရိတ်မဲကြီးရှိရသို့လေးခွားပြည့်ချိန်ရွယ်လိုက်လေပြီးတော့ပြစ်လိုက်တယ်။ရုပ်ချီးဆိုသလိုအရေးကြီးသည်ပျောက်ကွယ်သွားတယ်။ဖန်ကော်လီသည်နေရန်ကိုထိမှန်သွားတယ်။အရေးမမဲကြီးသည်လေကားငါးထင်းမြောက်မှာအောင်မောင်းရှိရာသို့မကြေမချမ်းဖြစ်စူးစူးရဲရဲကြီးကြည့်နေ။နေရန်ကိုဖန်ကော်လီထိမှန်သောအတန်ကကျဲလောင်ဟန်တူတယ်။အိပ်ပျော်နေသောနှင်းရီနိုးလိုက်။အိမ်အောင်စမ်းကြည့်တော့အောင်မောင်းကိုမတွေ့။ဒါနဲ့ထားထိုင်လိုက်ပြီးဘေးဘီကိုကြည့်လိုက်တော့ချင်းတောင်ဘေးမှာလေးခွကိုကင်လျက်မမတ်ကြီးရက်နေသောအောင်မောင်းမြင်သွား။အမြန်လူးလဲထားလိုက်ပြီးကိုအောင်မောင်းဘာဖြစ်လို့လဲမကြောက်တတ်သောအောင်မောင်းတင်းချိုင်းမြေမှာတဲထိုးပြီးနေလာသည်ဆိုသောအောင်မောင်းမှာဘာကိုမြင်တွေ့သွားလေသည်မသိသူ့ရဲ့မျက်နှာမှာဖြူရော်၍ခန္ဓာကိုယ်မှာမလုံမရှက်ကြီးအတိစိတ်ကင်းမဲ့စွာကြောက်ရွံ့ပမာမမတ်ကြီးရက်နေပါ။နှင်းရီအသေးချာကြည့်လိုက်တော့အောင်မောင်းရဲ့ပစိုးမှာသေးရီဆွရွှဲနေသလိုခြေထောက်အောက်မှာလည်းသေးကွက်ကြီးကအိုင်ထိုးနေလေရဲ့နှင်းရီကြောက်လန့်တကြားအော်ဟစ်လိုက်တယ်။ကိုအောင်မောင်းသူ့နာမည်ကိုဇက်တိုက်ခေါ်နေသည့်နှင်းရီရဲ့အတန်ကြားရပြီးအောင်မောင်မျက်လုံးဖွင့်ကြည့်လိုက်မိရဲ့ဟင်ဘာလဲနေဘာဖြစ်လို့လဲဘာဖြစ်ရမလဲကြော့ပါဇက်ကဒဂရီဒဂိကိနဲ့ဘလုံးဖရွေးအတန်တွေထွက်နေရဒါနဲ့ကျမလည်းကြည့်ပြီးကြောက်လာနဲ့အတင်းလုံနိုးနေရလေတော်အိမ်မက်ဆိုရင်မတ်နေရလားအောင်မောင်ဝင်းကျင်ကိုအခုမှသတိထားမိရဲ့နနက်မိုးတောင်လို့နေရောင်ပင်ဖျားကြလျက်ရှိနေပြီဖြစ်တယ်အောင်မောင်ဒီမိုးလင်းကနေမှအိမ်မက်မတ်နေတာပါလားလို့သတိထားမိသွားနေရဲ့တော်ပါရင်အိမ်မက်မက်လို့ဒီလောက်အော်ဟစ်နေရလဲကိုအောင်မောင်ပြီးတော့တော်မကြီးမငယ်နဲ့အိမ်ရတဲ့သေးတွေပေါက်ချထားနံလိုက်တာတော့နင်းကြီးရဲ့မိကုန်းနဲ့အပြောကြောင့်အောင်မောင်းသည်သေးဆူရွှဲနေရဲ့ပစိုးကိုတလိမ့်
လီကားထင်များစီတို့တလဲမျက်လုံးလျှောက်သွားသူ့အိမ်မက်ထဲကအရင်မဲတစီရဲ့ရုပ်တံကိုပြန်တွေးပြီးတော့ချစ်ချင်းကြက်တီးထသွားမိရဲ့သို့ပေမဲ့အိမ်မက်ကိုနှင်းရီမသိစေခြင်းတော်နေကြတောက်တဲ့နှင်းရီဒီအိမ်ကြီးမှာဆက်မနေရတော့ဘူးဆိုရင်အခက်မဟုတ်လားယေရှုရှင်ဆရာသမားဥက္ကကိုလည်းရဲ့မျက်နှာကိုကြည့်ရအောင်မေဆရာသမားကသူ့ကိုယုံကြည်ကိုးစားလို့ဒီအိမ်ကြီးကိုပို့လိုက်တာဖြစ်တယ်သူနဲ့ဥက္ကကိုလည်းသည်နှင်းရီနဲ့သူမညာခင်ကလေးကလက်တွဲလာခဲ့ခြင်းဖြစ်တယ်အရင်ကအောင်မောင်းသည်တာမန်နေစားအလုပ်ကြံလုပ်ရတဲ့အလုပ်သမားတစ်ယောက်သာဥက္ကကိုလက်ကသူ့ရဲ့အလုပ်ကြိုးစားမှုရိုးသားမှုတို့ကိုမြင်၍ကောင်းမောင်းသိမိကအနီးကပ်ခေါ်ယူထားခြင်းဖြစ်တယ်။လာစားလဲသူများထက်ပိုရသလိုအခွင့်အရေးဆိုလဲတခြားအလုပ်သမားများထက်ပိုရခဲ့ခြင်းမှာဆရာသမားဥက္ကကိုလည်းရဲ့ကျေးဇူးပင်ဒါပြင်နှင်းရီနဲ့သူလက်ထပ်ဖို့ဆရာသမားကပဲကူညီပေးခဲ့တယ်။သူ့လိုဆိုရင်နှင်းရီကိုရဖို့မလွယ်။နှင်းရီတို့ရွာထုံးစံကတစ်မျိုးသူတို့ရွာသူကိုလိုချင်တပါဆိုရင်မိန်းကလေးရှင်ဘက်ကကျေနပ်လောက်တော့မင်္ဂလာခန်းဝင်စရိတ်တင်တောင်းရိုက်နှင်းရီတို့ဘက်ကတင်တောင်းခိုင်းတဲ့ပမာဏမှာအောင်မောင်းအတွက်10နှစ်လောက်မစားမတော့ပင်စုမှရှားလိမ့်မယ်။တို့ဖြစ်အောင်မောင်းသည်ချစ်သူနဲ့ဝေးရတော့မယ့်အရေးတွေကတငုံငုတငိုင်ငိုင်ဖြစ်ခဲ့ရတယ်။ဒါဟုတ်သေးရဲ့ဥက္ကကိုလက်ကချစ်စိတ်တက်ပြီးမှိုင်တွေနေသောတပည့်ကျော်အောင်မောင်းအတွက်ငွေစိုက်ထုတ်တင်တောင်းပေးရဲ့အပြင်မင်္ဂလာစရိတ်ကိုပါအကုန်ကြခံလက်ဖွဲ့ခဲ့လျင်ထို့သောကျေးဇူးများစွာရှိရဲ့ဥက္ကကိုလက်အပေါ်သူဒီလောက်တော့တာဝန်ကျေပွန်ရမယ်။အောင်မောင်းသည်အိမ်မက်အကြောင်းကိုနှင်းရီအားအမှန်တိုင်းမပြောတော့ပင်တခြားအကြောင်းကိုသာလင်းလွယ်ပြောဆိုလိုက်တယ်။သို့ပေမဲ့အောင်မောင်းကိုယ်တိုင်ကအိမ်ကြီးအပေါ်တန်တရားမကင်းတော့ချေ။အိမ်ကြီးအကြီးသလောက်အနောက်ရှက်တွေကြီးထွားမလာအောင်သူတက်သလောက်မှတ်သလောက်ဖြည့်ရှင်းမယ်လို့သာဆုံးဖြတ်လိုက်တယ်။အောင်မောင်းတို့လူများကဆရာကတော်ဒေါက်တာခိုင်ခိုင်ဝင်းကိုမမလို့တရိုတသိခေါ်ကြတယ်။ဒေါက်တာခိုင်ခိုင်ဝင်းကလည်းအောင်မောင်းတို့လူများကိုအလုသမားလို့သဘောမထားပင်မောင်နှမတွေလိုဆွေမျိုးသားချင်းလိုဆက်ဆံတတ်တယ်။တနေ့မှာအင်ကြီးကိုမုန်းမှန်ပြင်ဆင်နေကြသောအဖွဲ့တွေမှစေးတုံးလှုပ်သားလူငယ်များသည်အလုံးသိန်းတွေပြန်ကားနီအချင်းချင်းတီးတိုးစကားဆိုနေကြသည်ကိုနှင်းရီကကြားသွားခဲ့တယ်။အပေါ်တက်ကိုစေးတုံးရသောလူငယ်တယောက်ကငါစေးတုံးရရဲ့ပတင်းပေါက်ကလေတမျိုးကြီးပဲ။ဘာဖြစ်လို့လဲကွ။ဆရာဦးကျော်ခိုင်အတိအကျမှားသွားရင်နော်ပြီးစလွယ်မလုပ်ကြနဲ့မခိုမခက်ကြနဲ့တဲ့ဒီအိမ်ကသူ့တငယ်ချင်းအိမ်နဲ့သူ့တငယ်ချင်းတခုခုပြန်ပြောရင်အဲ့ဒီနေရာအလကားပြန်လုပ်ပေးရမယ်တဲ့ဟာအဲ့ဒီလိုမဟုတ်ဘူးကွဒီလိုကွာငါတို့ဝញ្ញန်းစီကနေတကားရီစီစေးတော့တော့အခန်းချင်းလေးတွေ့ရမဟုတ်လားတွေ့ရလေကလန်တိုင်တလုံးချထားတာတွေ့ခဲ့သည်အဲ့ဒီပရင်ပေါက်ကမင်းတို့မြာမဟုတ်လားအေးအဲ့ဒီအခန်းကွငါပထမရက်မှာပရင်ပေါက်ကတန်တိုင်တွေစေးတော့အဲ့ဒီအခန်းကြည့်ငိုးချင်းလာတယ်လို့ဘာလို့လို့တမျိုးကြီးကွာဝမ်းနေလာတယ်လို့ခံစားရရင်ဒုတိယရက်ကြီးပေါင်တွေကော့ဘတ်ချောပြီးစေးတော့ကြငါစိတ်ကတမျိုးပြောင်းသွားပြီအပြင်ကစေးတုံနေရင်ကအဲ့ဒီခံနဲ့ရောက်သွားတယ်လို့ခံစားရပြီးစိတ်တွေကျဉ်ကျက်လာဟုတ်ကွာပြောရမယ်ဆိုအချုပ်ကျနေတဲ့လူတွေလိုခံစားရတယ်ဒီကနေ့ပရိပေါက်တွေကိုစေးတော့ငါစိတ်မှာဘာမှမခံစားရတော့အေးဒါပေမဲ့ငါပြောရင်မင်းတို့ယုံပါမလားမသိဘူးဘာဖြစ်လို့လဲမင်းကလည်းပြောမှသာဆက်ပြောစမ်းပါမင်းပြောပြီးမှငါတို့ယုံသိမယုံသိပြောလို့ရမှာပေါ့ဟာငါမြင်ခဲ့ရတယ်ကွဘာလို့မြင်ခဲ့ရလဲအခန်းထဲကကလတ်ထိုင်ပေါ်မှာတကောင်းလုံးဖြူစွတ်နေတဲ့သပင်တွေနဲ့လူကြီးတယောက်ထိုင်နေအောင်ငါစက္ကန့်ပိုင်းလောက်ခဏမြင်လိုက်ရတယ်မြင်ချင်းငါလည်းအတော်လန့်သွားသေးတယ်အဲ့ဒီချိန်ကအနောက်နေရာစူးနေတော့ငါပဲအမြင်မှားတယ်လို့ပေါ့ကွာဒါနဲ့ငါနေကိုလက်နဲ့ကာပြီးကြည့်လိုက်တော့အဲ့ဒီခေါင်းပြူတဲ့လူကြီးထိုင်ငွားထသွားပြီးခြေလမ်း3-4လမ်းလောက်မှာရုပ်ကနေပျောက်သွားတယ်ငါသူ့နောက်ကျောဘက်ကိုတိတိကျကျမြင်လိုက်ရတယ်စပင်းကကုတ်ပေါ်ဝဲနေပြီပိန်ပိန်ပပအရက်ရှိရှိနဲ့အင်းကြီးကအဖြူအောင်ခက်ဖြော့ဖြော့ပစိုးကအင်းလေးပစိုးအပြာနှုတ်လေးငါဖြစ်မင်းပြောတဲ့စပင်းဖြူတဲ့လူကြီးဆိုတာတခါမှမမြင်ဘူးပါဘူးဒီအိမ်ကြီးမှာတို့မုတ်တို့လက်ဖေးတို့လာကျွေးရဲ့ကိုအောင်မောင်းတို့လေးများပဲတွေ့ဘူးတယ်သူတို့မေးကြည့်ပါလားဒီအိမ်မှာအဲ့တလိုလူရှိလားလို့မမေးပဲလားကိုအောင်မောင်းနဲ့တွေ့ရနဲ့ငါလည်းမေးရပေါ့ကွာကိုအောင်မောင်းကဒီအိမ်မှာခုလောလောဆယ်သူတို့လေးများပဲရှိရဲ့တဲ့နောက်တော့သူ့ဆရာတို့မိသားစုလေးကိုပြောင်းလာလိမ့်မယ်တဲ့သူ့ဆရာအခုမှအသက်40ဝန်းကျင်လောက်ပဲရှိသေးရတဲ့တို့ဆရာအင်ဂျင်နီယာဦးအောင်ခိုင်နဲ့ရွှေတူတငယ်ချင်းတွေတဲ့ကွမင်းပြောတဲ့ပုံစံအသက်ကြီးကြီးကောင်းမွေးဖြူဖြူဆိုတော့ပယံတွေထဲလည်းမပေါအောင်စဉ်းတော်စဉ်းစားစရာထိုအကြောင်းကိုစတင်ပြောခဲ့သူလူငယ်ကစဉ်းစားဟန်ပြုပြီးနော်ငါအထင်ပယံတွေထဲလည်းမပေါအောင်စဉ်းတော်စဉ်းစားစရာပဲ
ထို့ကြောင့်စတင်ပြောခဲ့သူလူငယ်ကစဉ်းစားဟန်ပြုပြီးနောက်ငါထင်ဝိညာဉ်ဆိုတာများလားထိုခိုက်တစုံတစ်ခုလွတ်ကျတန်ထွက်ပေါ်လာ၏ပကံစီရင်ခိုးနားထောင်နေသောနှင်းကြီးရဲ့လက်ထက်ကပကံပြားသည်အောက်သို့လွတ်ကျသွားလေတော်သည်ရဲ့ဖိုက်ပါပကံပြားမို့သာမကွဲကြည်လူငယ်များလည်းမနှင်းကြီးနားထောင်နေရကိုသတိပြုမိသွားကြပြီးစကားစကိုဖြတ်ကသိန်းစရာရှိရာများသိမ်းစီပြီးအလုတ်သိမ်းကြလေရဲ့အလုတ်သမားများပြန်သွားကြချိန်မှာညနေ9 နာရီထိုးဖြစ်တယ်မကြခင်ပေါင်တော့မင်းနှင်းရီတီခုနလူငယ်တွေပြောသွားကြရင်အပေါ်ထက်ကပရင်းပေါက်ဆိုတာကိုမော့ကြည့်လိုက်ပြီးကြက်သီးပြန်ထသွားလေရောတယ်နင်အဲ့ဒီစကားမမောက်သွားမပြောနဲ့နော်နှင်းရှင်ဘာလို့လဲကိုအောင်မောင်ရဲ့ဒီကိစ္စမမသိမှကောင်းမှာပေါ့အောင်မကကောင်းရှမ်းပြရင်မမခေပညာတတ်ဆရာဝန်ဟာတေခါနီးဆက်ဆဲလူနာတွေတေပြီးသားအလောင်းတွေကင်တွေထိတွေ့နေရင်မမနင်ပြောရင်ဝိညာဉ်ဆိုတာရှုံမဲထင်နေသလားပြောပြရင်ငါတို့တောင်အဆူမခံရရင်ကံကောင်းပြီးတော့ဒီကိစ္စမျိုးဆိုတာကိုယ်တိုင်ကိုကြမြင်ရမှာရှုံတက်တဲ့အမျိုးဟာဒါကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးနေမမကိုတလုံးတစ်ပါးလေးမှမပြောပါနဲ့မနှက်ပြန်တပတ်ခါဆိုရင်မမတို့သားမိမြောက်ကပြောင်းလာတော့မယ်မမတို့သားမိဆိုတာကဒေါက်တာခိုင်ခိုင်ဝင်းနဲ့သမီးကြီးစုရတီလက်တို့ဖြစ်ကြတယ်သားငယ်စီယာလက်ကတော့အဖိုးဖွားများရှိရာသို့ပို့လွတ်ထား၍ရောက်မလာနိုင်သေးချေဆရာဦးကုကိုလက်နဲ့အတူပါလာမည်လို့သိထားလေရဲ့ဝိညာဉ်ကိစ္စကိုစီတုံလှုပ်သားများထံမှကြားရပြီးနောက်နှင်းရီရောအောင်မထိုဝိညာဉ်ကိုဝိုးတဝမြင်တွေ့ခဲ့ရပြီးဖြစ်တယ်ညစဉ်လိုလိုသူတို့ကြားနေရတဲ့ပုတ်တိုက်တန်ကဲ့သို့တကြီးကြီးမြည်တမ်းမှာအပေါ်တက်စာပတ်ခန်းထဲမှထွက်ပေါ်လာမှသူတို့လင်များစုံစမ်းသိရှိသွားခဲ့ကြ။တညမှာသူတို့လင်များသည်ထိုမြည်တမ်းအားစောင့်ဖမ်းရန်အတွက်အပေါ်တက်သို့ည9 နာရီခွဲခန့်ကလေးကကြိုတင်တက်နှစ်ပြီးစောင့်နေခဲ့ကြ။ထိုည9 နာရီတခန့်မှာစာဖတ်ခန်းထဲမှတကြီးကြီးမြည်တမ်းစတင်ထွက်ပေါ်လာ။အောင်မောင်းသည်ကြိုတင်စိတ်ကူးထားတဲ့အတိုင်းအတန်စထွက်သည်နှင့်စာဖတ်ခန်းတကားကိုမဆိုင်မတွတွန်းဖွင့်လိုက်တယ်။အောင်မောင်နဲ့အတူနှင်းကြီးလည်းတမီးတလက်ဖြင့်အတူပါလိုက်။အံ့ဩစရာပဲ။နှင်းကြီးလက်တရားတက်မီသည်ထိုအခါမှငိမ့်သွားလေ။ခလုတ်ကိုဖွင့်လိုက်ပိတ်လိုက်လှုပ်ကြည့်ရဲ့။သို့တော့တက်မီသည်မီလုံးကျွမ်းနေတဲ့ကဲ့သို့လုံးဝမလင်းချ။သို့ပေမဲ့လာရောင်ရဲ့အားဖြောတဲ့အလင်းကပတင်းပေါင်းမှအခန်းတွင်သို့အနှဲငယ်သောအလင်းရှိန်ကိုမှုံပြဖြာဝေပေးလျက်ရှိရာဟင်ဟာလင်မယားနှစ်ယောက်စလုံးအာမီထိတ်တန်ကိုကြီးထွက်ပေါ်သွားသလိုအခန်းတွင်သို့ဝင်မဲ့ခြေလမ်းများကတုံ့ကနေရပ်တန့်သွားကြလျက်စာဖတ်ခန်းထဲကစပွဲရဲရှိမှမြူမုံကဲ့သို့သောအရိပ်ဖြူတစ်ခုကပရင်းပေါက်စီကိုမျက်နှာမူလျက်ငေးမောနေသည်ကိုသူတို့ထင်ထင်ရှားရှားတွေ့လိုက်ရလျက်၎င်းမှာလူသားကဲ့သို့တရံရှိတော်လေအကောင်လိုက်တည်ရှိနေခြင်းမဟုတ်ချေမြူမုံကဲ့သို့သောအစုဝေးတစ်ခုလို့သာပြောနိုင်လျက်ထိုရိပ်သည်တကောက်ဖွင့်လိုက်သည်နှင့်ခြာကနေလှည့်လိုက်သူတို့လင်များအံ့ဩသွားတယ်စီးသုံးလုံသားများပြောနေကြရဲ့သပင်ဖြူဖြူကုတ်ဝဲနဲ့ယောက်ျားကြီးတစ်ယောက်ရဲ့မျက်နှာတံကိုခက်ရေးရေးမြမြင်လိုက်ကြရသောကြောင့်ပင်ထိုလူကြီးသည်သူတို့လင်များကိုမြင်လိုက်တဲ့အခါစာအုပ်စဉ်တစ်ခုအနီးရုပ်ကနေပြေးထွက်သွားပြီးထိုစာအုပ်စဉ်အနီး၌ပင်ရုပ်ကြီးပြောက်ကွယ်သွားလေထိုအချင်းရောက်ကိုမြင်၍အောင်မောင်းရဲ့အနောက်ကနှင်းရည်သည်တတိလက်လွတ်ဖြစ်ကကျမ်းပေါ်သို့ခွေလဲကျသွားလေနှင်းရည်လက်ထက်လက်နှိပ်တက်မိသည်သူမနဲ့အတူကျမ်းပြင်ပေါ်သို့လွတ်ကျပြီးလိမ့်သွားလေနှင်းရည်လက်ထက်လက်နှိပ်တက်မိသည်သူမနဲ့အတူကျမ်းပြင်ပေါ်သို့လွတ်ကျပြီးလိမ့်သွားလေအံ့ဩဖွယ်ရာတို့သည်ဇက်တိုက်ဖြစ်ပေါ်လိုက်ခုနလုံးဝထွန်မြိုင်တက်မိသည်အခုအခါ၌လင်းလာပြန်တယ်ဟဲ့နှင်းသတိထောင်းလေအောင်မောင်ဟာနှင်းရီကိုပွေ့ထူပြီးအတင်းလုံလုံးနေရဲ့နှင်းရီခမပါဇက်မှတအင်းအင်းလုံနေတော့လေမျက်လုံးကပွင့်မလာချေထိုခိုက်မှာစာအုပ်စဉ်ရဲ့အတွင်းဘက်တနေရာမှငိုညည်းတန်ကဲ့သို့သောအတန်တစ်ခုထွက်ပေါ်လာပြန်တယ်အောင်မောင်ထိုတန်တိချာနားဆိုင်ထောင်ကြည့်လိုက်တယ်ငိုတန်သည်အရွယ်ရောက်ပြီးလူတစ်ယောက်ရဲ့အတန်တင်တာမကကလေးငယ်တဦးရဲ့ငိုတန်ပါရောရှက်နေသည်လို့ထင်လိုက်မိလေမလုပ်ပါနဲ့မမေကိုမရိုက်ပါနဲ့သမီးရှိခိုးပါရဲ့မမေကိုထပ်မရိုက်ပါနဲ့ရောအတန်သည်အဝေးကြီးကလာနေသလိုပဲသို့ပေမဲ့ထိုတန်သည်ကလေးငယ်တစ်ယောက်ရဲ့တိုးရှိုးတောင်းပန်နေသောအတန်ဆိုတာအောင်မောင်ကောင်းစွာသိလိုက်ရိုက်ကလေးငယ်ရဲ့အတနာခံနေသောအတန်မှာကြားရသူအဖို့ရှင်နာစရာတနာစရာအလွန်ကောင်းလာပေအာအမလေးအတန်တို့သည်ပြဆက်ကန်တစ်ခုတစ်ဖွဲဇက်တိုက်ထွက်ပေါ်လာပြန်နေကြဖို့ကြိုသို့မဟုတ်ခက်ပတ်ဖြင့်လေမောင်လွှဲရိုက်တဲ့အတန်နာချင်းချင်းအော်ဟစ်ညီးတွားတဲ့အတန်တို့မှာပီတာထင်ရှားလာတယ်အောင်မောင်းမှာအတန်တွေကိုဇက်တိုက်ကြားနေရသလိုနှင်းရီကိုကြောက်လန့်တကြားနဲ့စွတ်အတင်းလှုပ်နှိုးနေမိရဲ့နှင်းရီထပါအောင်
နေရီပါဇက်မှငီးတွားတန်တဲ့အတူမျက်လုံးပွင့်လိုက်စာဖတ်စဉ်ကြကခုနအတန်တွေတိတ်ဆိတ်သွားပြန်တယ်နေရီဒီအောင်မောင်းရဲ့လက်မှရုံးထွက်ပြီးကျမ်းပြင်ပေါ်မှာထိုင်ချလိုက်တယ်ထုံနှောင်ထားတဲ့နေရီရဲ့သပင်များမှာယခုအခါ၌တရေပင်ကျိုးမရှိ၍ပြေကြနေရဲ့ရှည်လျားတဲ့သပင်များမှာကြောပေါ်ဝဲလျက်ရှိရဲ့နေရီကိုအောင်မောင်းသတိထားကြည့်လိုက်တော့နေရီရဲ့မျက်လုံးများကမူမမှန်တော့ချေမျက်နှာအိမ်သည်မလှုပ်ရှားအောင်မောင်းကိုသာစူးစိုက်၍ကြည့်နေအောင်မောင်းကနေရီရဲ့အခြေအနေကိုရိတ်စားမိပြီးအနီးသို့တိုးကပ်သွားကလက်မောင်းနှစ်ဖက်ကိုစုပ်ကိုင်းလှုပ်ခါလိုက်တယ်ပါဇက်ကလည်းနေရီငါကွာမောင်းလေနေယောက်ျားလေးနင်သတိထားအောင်လေနေရီဒီအောင်မောင်းအားတစ်ချက်များပြုံးပြတယ်အပြုံးမှလွန်စွာအားပြောလာတယ်ပြုံးယုံလေးလို့ဆိုရလိမ့်မယ်ထို့သို့ပြုံးလိုက်ပြီးနေရီရဲ့မျက်လုံးအိမ်များတဲမှမျက်ရည်ပူများတလိမ့်လိမ့်ကျဆင်းလာပြန်တယ်နေရီသည်လွန်စွာဝမ်းနေအားငယ်သောလေးတန်းဖြင့်ကျမတို့သားမီးကိုလွတ်မြောက်ခွင့်ပေးပါတော့ဦးကျော်ဆိုင်ရဲ့လို့တိုးဖမကလေးပြောပြီးတတိလစ်မိမျောသွားပြန်လျော်တယ်စာဖတ်ခန်းသည်ရုတ်တရက်ငလင်းချမိတကယ်သို့တသိမ့်သိမ့်တုန်ခါသွားတယ်စောင်းစင်များသည်တတုံတုံဖြင့်လှုပ်ရင်းကုန်ကြတယ်စက္ကန့်ပိုင်းများအကြာပတင်းတကားသည်လူမဖွင့်ပဲရုတ်တရက်ပွင့်သွားတယ်လေပြေအေးတစ်ခုကပတင်းပေါက်ကနေအခန်းထဲသို့စွိကနေဝင်လိုက်တုန်ခါမှုသည်ရပ်သွားတယ်အတန်ပလန်တွေကတိတ်ဆိတ်သွားပြန်တယ်ထိုခိုင်သွေးအေးအေးဖြင့်ရဲရဲဆက်ဆက်တက်ဖြတ်တတိလူသက်သမားတယောက်ကတုံးငင်းငင်းလောင်ရည်တန်တစ်ခုပြူ၍ကိုအခန်းတွင်းမှာလှည့်ပတ်ရဲမောနေသည့်အလားခန်းလုံးပြင်းမြရဲတန်ကထွက်ပေါ်လာပါရဲတန်သည်ဇနီးမယားအားစိုးရိမ်စိတ်များနေသောအောင်မောင်းအားတိုး၍ပင်ကြောင်ရွံ့ချောက်ချားစီသည်မှာအမှန်ပင်အောင်မောင်းသည်နှင်းရီကိုလုံးလေးအားပွင့်ချ၍အပေါ်ထက်မှအမြန်ဆုံးဆင်းပြေးလာခဲ့တော့လေရဲ့သားမီးနှစ်ယောက်ဂရင်ပေါ်မှာတယောက်ကိုတယောက်ဖက်လျက်သာတုံလို့ချောက်ချားနေကြတယ်သူတို့ခေါင်းပေါ်တရတကြီးကြီးမိတန်းသည်တိုးတလဲကျဲတလဲနဲ့စီးချက်ကြမြည်လျက်ရှိတယ်မမေအဲ့ဒါဘာတန်လဲပြီးတော့ခုနသမီးတို့မြင်လိုက်ရတဲ့သားမီးရရောဘသူတွေလဲခိုင်ပါပြရမှန်းမသိသမီးမျက်နှာကြည့်တော့အခုထိအကြောက်ပြေသေးဟန်မတွေ့မျက်နှာကဖြူဖြော့နေရဲ့ခုနအဖြစ်ဖြက်ကသမီးရဲ့ပထမဆုံးကြောက်စရာမြင်ကွင်းတစ်ခုဖြစ်လိမ့်မယ်ဆိုတာသူမသိနေရဲ့အမှန်တော့သူမတို့သားမီးနှစ်ယောက်ကောင်းစွာအိပ်ပျော်နေပြီဖြစ်တယ်အချိန်ကိုလည်းကြည့်ပါဦးနေရန်ကတ်နာရီကည12နာရီ15မိနစ်ကိုပြနေပြီဖြစ်တယ်အရင်ဦးစွာနိုးလာသူကသမီးစုရတီလက်ဖြစ်တယ်သူမကတော့နေခင်းရဈေးရုံမှာအရန်ပင်ပန်းခဲ့တာကြောင့်နှစ်ချိုက်စွာအိမ်မောကြနေစုရတီလက်နိုးလာရတဲ့အကြောင်းကသူမရဲ့ခြေထောက်ကိုတစုံတစ်ယောက်ကလာပြီးကုတ်ချစ်နေရကြောင်းဖြစ်တယ်အစားတော့စုရတီသည်သူမခြေထောက်ကိုမမေခြေထောက်ကလာပြီးထိနေသည်လို့ထင်မိသေးရဲ့ဒါပေမဲ့အခုကသူမခြေဖောင်လက်သေးသေးလေးဖြင့်ကုတ်ချစ်နေသည်လို့သိရှိခံစားလာတဲ့အပြင်ထိုလက်သေးသေးလေးမှရေခဲတများအလွန်အေးဆက်တဲ့အထီးတွေးကိုရလာကြောင်းဖြစ်တယ်စုရတီသတိဝင်လာတဲ့အခါခြေထောက်ကိုချက်ချင်းအပေါ်သို့ရှုပ်လိုက်တယ်ပြီးတော့အိတ်နေရာမှာထားထိုင်လိုက်ပြီးဂရင်ချင်းကိုလှမ်းကြည့်လိုက်တယ်ဂရင်ချင်းမှာသူမတခါမှမမြင်ဘူးတဲ့အသက်6နှစ်အရွယ်ကလေးမလေးတဦးအားခေါင်းဆုပ်ဖွားနဲ့တွေ့လိုက်ရလေမျက်နှာကြီးသွေးမရှိသလိုဖြူဖြော့နေရဲ့မျက်လုံးများမှာအယောင်မှေးမိန်နေရဲ့နင်းဘသူလဲကလေးမလေးကစွရတီရဲ့အမေကုံမဖြစ်သူလက်ဖြင့်မှီလောက်တော့မှွေ့ရာချင်ရင်ပိုင်းကိုသာသူမရဲ့လက်သိမ်းလေးဖြင့်တကြစ်ကြစ်ကုတ်ချစ်နေရဲ့စွရတီကိုလည်းတစိုက်ကလေးများအေးမလောက်ချင်စွရတီသည်ကလေးမလေးကသူ့အားအေးမလောက်သည်ကိုတွေးရတာကြောင့်အနှဲငယ်စိတ်တိုးဟန်ဖြင့်ဟဲ့မင်းနေရလေနေပဲရလဲလို့စွရတီရဲ့အတန်ကခက်မမဆိုတော့ကောင်မလေးကဒီတခါသူမကိုမော့ကြည့်လိုက်ဒါပေမဲ့တခဏပဲပြီးတော့ဂဒင်ကိုဘေးမပတ်ပြီးစွရတီရှိရာကိုရှောက်လာပြန်တယ်ပြီးတော့မေမေနဲ့စွရတီရဲ့အကြကသူမအကြိုက်ဆုံးစတေးအယုတ်ကလေးကိုလက်ညှိုးထိုးပြပြန်တယ်တဘောကတော့အဲ့ဒီအယုတ်လေးကိုပေးပါလို့ဆိုနေတယ်လို့ပဲထိုကောင်မလေးသူ့နာကက်လာကလေးကစွရတီနှာခေါင်းထဲမကောင်းတဲ့အနံ့တကူရှလိုက်ထိုအနံ့မှာစိတ်ညစ်ညူဖွယ်ရာကောင်းလုံးနေဒါကြောင့်စွရတီကအယုတ်လေးကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီးအမေပေးလိုက်မအောင်ဒါငါဖေဖေကမွေးနေ့လက်ဆောင်ပေးထားတာတော်ငါနားမလာခဲ့နဲ့ဒီကုံလုံးကလည်းမဲညစ်ပေးရလို့ရေလည်းမချိုးနေမှာအနံ့လည်းနန်းစောနေရပဲသွားစွရတီအတန်လိုရာထက်ပိုကျဲသွားသလိုငောင်ငန်းသလိုဖြစ်သွားတယ်ကလေးမလေးသည်တကူလုံးတုံရင်သွားတယ်ပြီးတော့မျက်လုံးကမျက်ရည်များပိုပိုပပေါကျလာတယ်ဝမ်းနေနေရဲ့ကြားမှာစွရတီအားမကြေနပ်သလိုတစ်ချက်များကြည့်လိုက်ပြီးမမေးလို့အော်ဟစ်ခါငိုချလိုက်လေရဲ့စွရတီအံ့အားသင့်စွာကောင်မလေးကိုကြည့်နေမိစဉ်အခန်းရဲ့အပြင်ဘက်မှသူမနာတဲ့သို့တဦးတယောက်ရဲ့ခြေတံနဲ့အတူ
အော်ခေါ်ရှာဖွေနေတံကြားလိုက်ရတယ်။ခြေတံမှာလှေကားဆင်းလာတဲ့အတန်းလို့ထင်မိလေ။သမီးရေပို့ပို့ရေဘယ်မှာလဲမေမေလိုက်ရှာနေရနော်။ထိုတံကြားလိုက်တဲ့အခါမှာစုရတီရဲ့အယုတ်ကိုတောင်းနေတဲ့ကောင်မလေးထံမှငိုတံကပို့ပြီးကျင်လောင်လိုက်။အခန်းပြင်အားခြေတံသည်သူမတို့အခန်းရှိရောက်တဲ့အခါတိကနေရက်သွားတယ်။စုရတီလည်းအခန်းတကားကိုလှမ်းပြီးကြည့်လိုက်မိရဲ့။ထိုအခါပိတ်လက်သားရှိရဲ့အခန်းတကားကိုတရံအိပ်ပြူတစ်ခုကထိုးပေါင်းဝင်ရောက်လာသည်ကိုထိတ်လန့်ချောက်ချားဖွယ်ရာမြင်တွေ့လိုက်ရလေရောတယ်။တကားသည်ကျက်ချထားသလိုပိတ်ထားမြဲရှိရဲ့။သို့တော့ထိုတကားကိုစိတ်ဝင်ထိုးဖောက်ပြီးသမီးပြောက်ရှာဖွေနေတဲ့မိခင်သည်ဝင်လာခဲ့ပြီဖြစ်တယ်။ဖြူဖြူအရိပ်တံတသည်အခန်းထဲရောက်သည်နှင့်ငိုနေရဲ့သမီးငယ်စီအပြေးရွေရှားလာပြီးပွေဖက်လိုက်တယ်။စုရတီအတန်မထွက်တော့ချေမြင်လိုက်ရမြင်ကွင်းကသူမတသက်တာမှတခါမျှမြင်တွေ့ဘူးတဲ့မြင်ကွင်းမျိုးမဟုတ်ထူးခြားစမ်းကြယ်ပြီးထိတ်လန့်ချောက်ချားဆွဲအလွန်ကောင်းနေလေရဲ့ဒါကြောင့်သူမသည်အိပ်ပျော်နေရဲ့အမေအားအတင်းလှုံနှိုးလိုက်တော့လေရဲ့မမေထပါအောင်မမေဒေါက်တာခိုင်ခိုင်ဝင်းသည်အိပ်ပျော်နေရမှစုရတီရဲ့အတင်းလှုံနှိုးမှုကြောင့်နိုးလာလေရဲ့စုရတီကနိုးလာတဲ့ခိုင်ကိုအခန်းတကားဝစီသို့လက်ညှိုးထိုးပြလိုက်တယ်ခိုင်အခန်းတကားဝစီသို့လှမ်းကြည့်လိုက်တယ်တကားကိုထွင်းဖောက်ပြီးမိမတူနဲ့ကလေးတူလက်တွဲကထွက်သွားသည်ကိုမြင်လိုက်ရတယ်ခိုင်အံ့ဩနေချိန်မရလိုက်စုရတီကဂရင်ပေါ်မှဆင်းပြီးအခန်းတကားကိုပြေးဖွင့်ရသူမအနောက်မှာပြေးလိုက်ရပြန်တယ်စုရတီလက်ကိုခိုင်ပြီးတော့အရေးဖြူဖြူလေးနှစ်ခုကအပေါ်ထက်တက်တဲ့လေကားထိပ်သို့ရောက်ပြီးဖြစ်တယ်သူတို့သားမီးနှစ်ယောက်အရေးဖြူလေးနှစ်ခုကိုမော့ကြည့်နေစင်မှာလာစမ်းအင်မတန်ဆိုးရွားလာတဲ့အတန်ကြီးဖြင့်မဲမဲတရံတစ်ခုကအရေးဖြူလေးနှစ်ခုကိုအတင်းဆွဲခေါ်သွားတာကိုမြင်တွေ့လိုက်ကြရတယ်စုရတီလက်သည်ခုနကကလေးမလေးကိုတန်ရောစင်ဖြစ်သွားသလားသို့မဟုတ်တနာမိသွားလေသလားမပြောတတ်လေကားပေါ်ပြေးတက်သွားလေခိုင်မာစုရတီလက်လောက်လင်မြန်ခြင်းမရှိလေရာလေကားရင်၌ကြံနေချစ်ခဲ့တယ်စုရတီလက်လေကားထိတ်လန့်လျှောက်ရောအမလီဘာကြီးလဲစုရတီလက်သည်ကြောင်မက်ဖွယ်ရာတစုံတစ်ခုကိုပတ်ပြီးမြင်တွေ့လိုက်ရဟန်တူလေရဲ့လေကားအောက်သို့နောက်ပြန်ကျလာတော်သည်ရဲ့လေကားရင်မှာခိုင်ရှိနေတော့စုရတီလက်ကိုထိန်ဆွဲထားလိုက်နိုင်တယ်လို့မဟုတ်ရင်စုရတီလက်ကောင်းကိုပြင်းစွာထိခိုက်သွားနိုင်တယ်စုရတီလက်ကိုအနောက်ကနေပွေထိန်ထားရင်ခိုင်လေကားထိတ်ကိုမော့ကြည့်လိုက်ရာမမဲတံကြီးရဲ့ကြောင်မက်ဖွယ်ရာမျက်နှာကြီးကိုမြင်တွေ့လိုက်ရလေခိုင်လဲကြောက်လန့်တကြားနဲ့သမီးဖြစ်သူစုရတီလက်ရဲ့လက်ကိုဆွဲပြီးအခန်းထဲသို့အမြန်ပြေးဝင်ကတကားကိုချက်ချပိတ်ထားလိုက်တယ်ထို့နောက်ဂရင်ပေါ်မှတားမိလျောက်တူးကိုတူးဖတ်ထားပြီးအခန်းတကားကိုထိတ်လန့်စွာကြည့်နေမိလိုက်ကြရတယ်သူတို့သားမိစကားပြောနေစမှာအပြင်ဘက်မှတန်ပါကြတကားကိုဆွဲလှုပ်တန်တဲ့အတူမမဘာဖြစ်တာလဲတရုံးနဲ့အတန်တွေကြားနေရလို့မတကားဖွင့်မအောင်ကျွန်တော်တို့ပါအောင်မောင်းနဲ့နှေးပါမထိုအခါမှခိုင်လဲသမကိုချလိုက်မိလေရောတယ်သူတို့ကောင်းချင်းဆိုင်ကြလေပြီသူတို့ဆိုတာကဒေါက်တာခိုင်ခိုင်ဝင်းစုရတီလက်အောင်မောင်းနဲ့နှင်းရီတို့ဖြစ်ကြလေရဲ့အရင်ကြီးထဲမှာဝိညာဉ်တွေရှိနေရကိုအားလုံးကလက်တွေ့ကြုံဆုံခဲ့ကြပြီဆိုတော့ပရလောကတကယ်ရှိတယ်ဆိုတာကိုလက်ခံလိုက်ကြပြီဖြစ်တယ်ကျွန်တော်တို့ကမမကိုပြောပြမလို့ပါပဲဒါပေမဲ့မမယုံမှာမဟုတ်ဘူးလေဒါကြောင့်ကျွန်တော်တို့လင်များသိပေမဲ့နှုတ်ပိတ်နေကြရပါမမဒေါက်တာခိုင်ခိုင်ဝင်းကသူမအားမဝိမရဲနဲ့ဖွင့်ဟဝင်ခံနေသောအောင်မောင်းကိုကြည့်ပြီးတနာသွားတယ်ပြီးတော့သူ့မိန်းမနှင်းရီခင်ဗျားလဲဘလောက်တောင်ကြောက်ရွံ့နေရှာမလဲလို့ကိုချင်းစာနာမိသွားခဲ့တယ်နှင်းရီကတော့ဘာမှဝင်မပြောဘဲသူ့ခင်မောအောင်မောင်းကိုခက်ရွရွလေးကွယ်ရက်နေရှာတယ်ဒါဆိုရင်သမီးတို့ဒီအိမ်ကြီးမှာဆက်နေလို့မဖြစ်တော့ဘူးပေါ့နော်လှပ၍တစ်လွင်တောက်ပနေတဲ့ခန်းသားထဲဝါတဲ့အင်ကြီးကိုနှမျောတတစွာကြည့်ပြီးစုရတီလက်ကဝမ်းနေဟန်ဖြင့်ဝင်ပြောလိုက်တယ်။သမီးဖြစ်သူရဲ့စကားကိုကြားလိုက်ရတဲ့ဒေါက်တာခိုင်ခိုင်ဝင်းအတွက်ကပိုပြီးစိုးလေရဲ့။သူမဒီအင်ကြီးကိုဝယ်ယူတဲ့ငွေပမာဏသာမကပြုပြင်မောမှန်စိန်များစွာပါကုန်ကြထားသည်မဟုတ်လား။သူမနိုင်ရှိသမျှအိတ်သွန်ဖာပေါငွေကုန်လို့နေပြီ။ပြီးတော့ဒီလိုအချိန်ကုန်ငွေကုန်ခံပြီးစိတ်တိုင်းကြပြင်ဆင်ပြီးမှတော့ပြန်မရောင်းလို့ပြီ။ပြန်ရောင်းမယ်ဆိုတော့အင်ကြီးကတစီ6တယ်လို့သတင်းထွက်ပေါ်ပါကမတန်တဆဈေးနှိမ်ကြလိမ့်မယ်။ဝယ်မဲသူတော်ရှိပါအောင်မလား။ခက်တယ်။လူနဲ့ပရလောကသားတို့သည်အိမ်တအိမ်တဲလိုက်တော့အတူရှင်တွဲနေထိုင်လို့မဖြစ်ချေ။အဲဒီတော့ဒီအိမ်ကြီးကနေသူတို့မထွက်လွန်လင်ပရလောကသားများကိုထွက်ခိုင်းရလိမ့်မယ်။တနည်းဆိုတော့ကျွတ်အောင်လွတ်အောင်ကူညီရလိမ့်မယ်။ထို့သို့ဆိုရင်ဝိညာဉ်များသည်ဘာကြောင့်ဤအိမ်ကြီးထဲမှာရှိနေကြရသနည်း။မြည်သို့သောအစွဲနည်းထိုအကြောင်းရင်းခံကိုသူမသိဖို့လိုအပ်ပေ။ခိုင်သည်အောင်မောင်းရဲ့မျက်နှာကိုစစ်စစ်ကြည့်ပြီးလေတံခက်အေးအေးဖြင့်မေးလိုက်လေ။အောင်မောင်
မင်းဒီအင်ကြီးအကြောင်းဘလောက်သိထားသလဲမမအမှန်တိုင်းပြောပြပါလားအောင်မောင်ကခိုင်းရဲ့အမိကိုချက်ချင်းမဖြေပဲသူ့နောက်ကျောဘက်ကနှင်းရီဘက်သို့လှည့်ကြည့်ရဲ့ပြီးလင်တက်ပြင်းငွေ့ငွေ့ကိုချလျက်မမကိုကျွန်တော်ပြောပြခဲ့သလိုပဲတညကျွန်တော်မိမနှင်းရီကိုတယ်တစီမတကောင်ဝင်ဘူးကပ်ဘူးတယ်မမခိုင်းမျက်နာကအားတက်သွားဟန်ရှိတယ်တဲလွန်စာသို့မဟုတ်အကြောင်းအရာတစ်ခုတော့သိရလိမ့်မယ်လို့တွေးလိုက်မိပြီးအေးဝင်ဘူးပြီးတော့သူကဘာပြောသွားလဲမမကိုပြန်ပြောပြပါလားအောင်မောင်သူတို့အကူကြီးတောင်းနေကြမမဒီအင်ကြီးတွေကနေလွတ်မြောက်ခွင့်ပေးပါတဲ့ဒေါက်တာခိုင်ခိုင်ဝင်းကအောင်မုန်းပြောတာကိုသိနာမလျာကြောင့်သူတို့ဆိုတာကအောင်မောင်သည်အိမ်ပေါ်တက်ကိုတစ်ချမ်းများမျှော်ကြည့်လိုက်ပြီးခက်တိုးတိုးလေးတန်းဖြင့်သူတို့ဆိုတာကောင်မလေးတယောက်နဲ့သူ့အမိပါမမဝိညာဉ်သားမီးနှစ်ယောက်ပါသူတို့သားမီးရဲ့ဝိညာဉ်ကိုဒီအိမ်ကြီးတွေကမိစ္ဆာတကောင်ကချုပ်နှောင်ထားရင်လည်းတူတယ်သူတို့ဒီအိမ်ကြီးကနေဘဲမှထွက်လို့မရကြဘူးပြီးတော့အဲ့ဒီမိစ္ဆာသူတို့သားမီးအပေါ်အတော်လေးအညှိုးကြီးပုံရရဲ့မမအဲ့ဒီသားမီးကိုညစီညတိုင်းနှိပ်စက်နေပုံပဲဟင်ဒါဆိုရင်ဝိညာဉ်တွေဒီအိမ်ကြီးတွေကနေလွတ်မြောက်ဖို့ဆိုရင်ငါတို့ကအဲ့ဒီမိစ္ဆာအရင်ဆုံးနှိမ်နှင်းပေးရမယ်ပေါ့အောင်မောင်ကောင်းကြီးပြိုင်ပြီးတော့အောင်မောင်ကအပေါ်တက်ကိုလက်ညှိုးထိုးပြပြီးကျွန်တော်အထင်ပြောရရင်မိစ္ဆာကောင်ကအပေါ်တက်ကစာကြည့်ခန်းတနေရာမှာရှိလိမ့်မယ်မမဒါပေမဲ့ဘယ်နေရာမှာရှိရဲဆိုတာကျွန်တော်အတိအကျမပြောနိုင်သူ့ကိုစာကြည့်ခန်းထဲမှာတစ်ခါတလေတွေ့နိုင်ပေမဲ့စာအုပ်စင်တွေအနီးမှာပျောက်သွားတတ်တယ်ဘယ်မှရှာမတွေ့ဘူးမမခိုင်ချင်းစားရပြီစာကြည့်ခန်းဆိုတော့သူမတခါရောက်ဖို့တဲ့ညှို့ဝှက်အခန်းလေးကိုရောအောင်မောင်ရောက်ဖို့လေသလားခိုင်အောင်မောင်ကြည့်ပြီးမင်းအပေါ်တက်စာကြည့်ခန်းတစ်ပေကညှို့ဝှက်အခန်းလေးတဲ့ကိုရောက်ဘူးလားအောင်မောင်ဗျာညှို့ဝှက်ခန်းဟုတ်လားမမအေးစာအုပ်စင်တစ်ခုဆွဲလိုက်ရင်တကားတစ်ချက်လို့ဝင်းပေါက်တစ်ခုပွင့်သွားလိမ့်မယ်အဲ့ဒီကနေပွင့်သွားရင်တန်တိုင်တွေပါတဲ့ပဒေးပေါက်တစ်ခုရှိရဲ့အခန်းလေးတစ်ခုတည်းရောက်သွားလိမ့်မယ်အခန်းထဲမှာလှုပ်ကလတ်ထိုင်တစ်လုံးရှိတယ်အောင်မောင်ပါဇက်ကနေလှုပ်ကလတ်ထိုင်လို့ခက်တိုးတိုးရေရွတ်လိုက်ပြီးစဉ်းစားနေပြီရဲ့ဟာဟုတ်ပြီမမညဘက်တကြည်ကြည်နဲ့အတန်မြင်နေအဲ့ဒီလှုပ်ကလတ်ထိုင်ကြောင်ဖြစ်မယ်ခိုင်ရကောင်းကြီးပြိုင်သူမရဲ့အတွေ့နဲ့အောင်မောင်စဉ်းစားသည်ကတူညီနေရဲ့အောင်မောင်ကဆက်၍ဆိုပြန်နေပြီးတော့ခေါင်းဖြူဖြူနဲ့ဝိညာဉ်ကစာအုပ်စင်နာမှာပျောက်သွားလေးရှိတာတစ်ပတ်မှာလျှို့ဝှက်ခံရှိနေလို့ပေါ့ဒီတစ်ခါအောင်မောင်ပြောတာကိုခိုင်နာမချင်းရှိခေါင်းဖြူဖြူနဲ့ဝိညာဉ်ကဘာတူလဲသိကျင်သွားမိရဲ့အဲ့ဒီဝိညာဉ်ကရောခုနမင်းပြောခဲ့တဲ့သားမိတွေကတယောက်လားအောင်မဟုတ်ဘူးမမအဲ့ဒီဝိညာဉ်ကယောက်ျားဝိညာဉ်ဟိုသားမိနဲ့ဘာမှမဆိုင်ခိုင်ရစဉ်းစားဟန်ပြုတ်ပြီးသူ့ဘာသာပြောတယ်လို့ဖြစ်ဒါဆိုဘသူဖြစ်မလဲအောင်မောင်လည်းခေါင်းကုတ်တယ်ထိုခေါင်းဖြူကိုဝဲစပင်နဲ့ဝိညာဉ်တီဘသူဖြစ်မလဲအဲ့ဒီချိန်နှင်းရီကအောင်မောင်လက်ကိုလာဖြစ်ညက်တယ်အမှန်ကနှင်းရီတီခိုင်နဲ့အောင်မောင်တို့ပြောနေသည်ကိုနားထောင်ပြီးကြောက်ရွံ့လာကြောင့်ထို့သို့ဖြစ်ညက်လိုက်ခြင်းသာအောင်မောင်ကနှင်းရီဘက်သို့လှည့်ပြီးအားပေးဟန်ဖြစ်ကြည့်တယ်နှင်းရီမျက်လုံးများကယုံတငယ်ရဲ့မျက်လုံးများတစ်ဖွဲကြောက်ရွံ့စိတ်ပြည့်နေလျက်အောင်မောင်အတွေ့တဲ့နှင်းရီကိုတဲ့ဝိညာဉ်ဝင်ဖို့ကက်စင်ကပြောသွားသောစကက်စုတို့ပြန်ပြီးပေါ်လာထိုစဉ်ကနှင်းရီပါဇက်ကနေကျမတို့သားမျိုးလွတ်မြောက်ခွင့်ပေးပါတော့ဦးကျော်စံရဲ့လို့ပြောပြီးဒလစ်လစ်သွားခဲ့သည်မဟုတ်လားနှင်းရီရဲ့စကားတွေထဲမှာဦးကျော်စံလို့ပါတယ်ဆိုတော့အောင်မောင်မျက်နှာကဝင်းပသွားပြီးမမဟုတ်မဟုတ်တော့မသိဘူးနော်နှင်းရီတစီအပူးခံရတော့သူ့ပါဇက်ကနေဦးကျော်စံလို့ပြောဘူးတယ်အဲ့ဒီဦးကျော်စံကဘသူလဲတော့ကျွန်တော်လည်းမသိဘူးမမခိုင်အံ့ဩသွားတယ်ဒီအိမ်ကြီးကိုမဝဲခင်ကအိမ်ပွဲစားတော်လဲလေးကစာကြည့်ခန်းနဲ့လျှို့ဝှက်ခန်းလိုက်ပြတော့ဒါကဦးကျော်စံရဲ့စာဖတ်ခန်းလို့ပြောသွားခဲ့သည်မဟုတ်လားသို့ပေမဲ့အိမ်ပွဲစားတော်လဲလေးပြောသွားသည်ကနိုင်ငံသားသူတို့သားကမိဘတွေကိုအပီးခေါ်သွားခဲ့သည်လို့ပြောထားသည်ကိုမှတ်မိနေရဦးကျော်စံဘာကြောင့်ဝိညာဉ်ဖြစ်နေရတယ်လဲဆိုတာစဉ်းစား၍မရနိုင်ပြီထိုပြဿနာကိုဖြေရှင်းနိုင်ရမှာအိမ်ပွဲစားဒေါ်လဲလေးကူညီမှဖြစ်တော့မယ်ခိုင်ချက်ချင်းပဲလက်ကင်ဖုန်းတွေကဒေါ်လဲလဲဖုန်းနံပါတ်ကိုရှာပြီးခေါ်ဆိုလိုက်တယ်လူချင်းမင်းခေါ်ဆိုသောဖုန်းမှာမအားသေးပါလို့ဖြေကြားနေသည်နဲ့စုံတွေ့နေရပြန်တော့တယ်ခိုင်တပ်ပြင်းကိုချပြီးသမီးဖြစ်သူစုရတီလက်ဖက်သို့လှည့်ပြီးသမီးစုရတီဦးလေးအောင်မောင်တို့လင်များနဲ့အတူနေခဲ့အောင်နော်မမေအပြင်ခဏသွားလာအောင်မေမကြပါဘူးခဏလေးရဲ့ပါစုရတီလက်ကိုထိုးထိုးပြောပြီးအောင်မောင်ဘက်သို့လှည့်ကအောင်မောင်မင်းစုရတီနဲ့နှင်းရီကိုအသေးချာဆောက်ရှောက်ထားလိုက်မမအိမ်ပွဲစားတော်လဲလဲရှိမဲ့နေအောင်သွားကြည့်လိုက်အောင်မေအောင်မောင်ကစိတ်ချပါမမားလို့ဖြေတယ်ခိုင်တီကောင်းကိုကိုရောင်ထဲမှထုတ်ပြီးဒေါ်လဲလဲရှိတတ်တဲ့မြေပွဲစားများထိုင်တတ်တဲ့လက်ဖိဆိုင်ရှိရာသို့မောင်းထွက်လာခဲ့လျက်ဒေါက်တာခိုင်ခိုင်ဝင်းမောင်းနေသွားတဲ့ကားလေးကိုအပေါ်တက်ရှိတန်တိုင်များပါတဲ့ပတင်းပေါနောက်ွယ်မှ
တကောင်းလုံးဖွေးဖွေးဖြူတဲ့သပင်ရှိရဲ့ဥကောင်းတစ်လုံးကမမုံမတုံလိုက်ကြည့်နေရကိုတော့ဒေါက်တာခိုင်ခိုင်ဝင်းမသိလိုက်ချေဒေါ်လဲလဲနဲ့တွေ့ဆုံပြီးခိုင်တိလိုသမျှကိုအကုန်အစင်မေးလာခဲ့လေဒေါ်လဲလဲကလည်းတိသမျှအကုန်ပြောပြပြီးခဲ့ပါသို့တော့အရင်အိမ်ပိုင်ရှင်တို့ရဲ့အမည်နာမတို့ကိုသိရပါတော့လေဇလန်းကုန်မှုအကုန်အစင်မသိခဲ့ရအချို့နေရာများမှာဂွင်းဆက်အချို့ပြတ်တောက်နေလေဒေါ်လဲလဲပြောပြသည်ကိုပြန်လဲဖော်ပြရလေအရင်ကြီးရဲ့မူလပိုင်များမှာဦးကျော်စံနဲ့ဇနီးတော်မြမေလို့သိရပြီး၎င်းတို့မှာမမောင်ဆိုတဲ့သားတူဦးသာထွန်းကားသည်လို့ဆိုရင်ဦးကျော်စံဒီရခင်ကအတန်အသစ်ချမ်းသာကျွဲဝါသောမိုးကုတ်ကြောက်တွင်တထေးမျိုးရုံလို့သိရတယ်။ဦးကျော်စံဒီငယ်စဉ်ကတထေးသားပြပြီးစိုးသွမ်းရန်ကားသည်လို့လည်းသိခဲ့ရတယ်။နောက်တော့မိဘများဆုံးပါသွားခဲ့ပြီးညီကိုမောင်နှမများနဲ့အမွေခွင်းကမန္တလေးရှိအခုအင်ကြီးတို့ဇနီးနဲ့အတူအပီပြောင်းလာခဲ့ခြင်းဖြစ်တယ်။ဦးကျော်စံဒီ၎င်းရဲ့ဇနီးဒေါ်မြမီအပေါ်အလွန်နိုင်စားသူဖြစ်တယ်။ဒေါ်မြမီဒီဦးကျော်စံအားအလွန်ကြောက်ရွံ့ရိုသေရတယ်။ဦးကျော်စံရဲ့ခွင့်ပြုချက်မရလီအိမ်အပြင်သို့မထွက်ရသူဖြစ်တယ်။နောက်တစ်ခုထူးခြားသည်ကဦးကျော်စံဒီ၎င်းရဲ့တူးတီသောသားဖြစ်သူမမောင်ကိုပင်ချစ်ခင်နှစ်လိုဟန်မရှိပင်ခက်စိမ့်စိမ့်နေလေးရှိသည်လို့ထိုအိမ်ကြီးကိုဝင်ထွက်သွားလာသူများကအခိုင်အမာပြောဆိုကြတယ်။မမောင်ဒီယောက်ျားလေးဆိုပေမဲ့တိမ်မွေ့တယ်။လိမ္မာရင်ကျေးပြီးပညာရေး၌ထူးချွန်ခဲ့တယ်။ရင်းခေကအထက်တန်းစာမေးပွဲကိုဂုံတူ၄ဘာသာနဲ့အောင်မြင်ခဲ့ပြီးရန်ကုန်စက်မှုတက္ကသိုလ်ဝင်ခွင့်ရခဲ့တယ်။ထိုခေတ်ကမန္တလေး၌စက်မှုတက္ကသိုလ်မရှိသေးချေ။ဒါကြောင့်မမောင်ဒီမိခင်ကြီးအားစိတ်မချတော့ညာလဲရန်ကုန်မြို့သို့ပညာသင်ကြားရန်ထွက်သွားခဲ့ရတယ်။ရန်ကုန်၌မမောင်ပညာသင်ကြားနေစဉ်အတွင်းမှာအရင်ကြီးစီသို့လူသစ်တူထပ်ရောက်လာခဲ့တယ်။၎င်းကတော့စကိုင်းမြို့အနောက်ဘက်ကမထင်မရှားရွာလေးတစ်ခုမှာအသက်18နှစ်18နှစ်ခန့်ရှိအောင်မြင့်မတ်သက်ထားဆိုရဲအိမ်ကိုအမျိုးသမီးငယ်ပင်ဖြစ်တယ်။မတ်သက်ထားသည်ငယ်ရွယ်ပြုံမြင့်တယ်။ကိုနီဟန်ပြည့်ပြည့်ပြီးချစ်စွဲအစင်းရှိတယ်။သူမခမရမှာလည်းမိဘနှစ်ပါးကွယ်လွန်သွားကြပြီ။ကြီးတော်ဖြစ်သူတန်းခိုကိုးနေရသူဖြစ်တယ်။ကြီးတော်မှာလည်းသားသမီးများစွာရှိပြီး၄ယောက်ကြားမှာအရက်သမားလူရန်ကားဖြစ်တော်ကြောင့်တူမချောကိုစိတ်မချနိုင်ရှာပြီ။ဒါကြောင့်မဖြစ်သင့်သည်ကိုမဖြစ်ထန်အောင်နီးစက်ရာအဆက်သွယ်ဖြင့်မတ်သက်ထားကိုမန္တလေးမြို့၌အိမ်ကူလောက်ရန်စေလွှတ်လိုက်ခြင်းဖြစ်တယ်။တနည်းဆိုရသောပါဇက်တစ်ပေါက်ကိုဒီတိုင်းအလကားမကျွေးနိုင်၍စွန့်လွတ်လိုက်ခြင်းဆိုလည်းမှန်ပါပြီ။မြို့သို့ရောက်သွားတဲ့တူမရဲ့တရင်ကိုရောင်းလို့တောင်မမေ့သူထိုင်တဲ့သူကံရှိလိုရာရှိစေတော့လို့ဥပိ္ပခါပြုလိုက်လေ။မတ်သက်ထားသည်အတန်းပညာကိုသင်ကြားဘူးသူမဟုတ်ဘုန်းတော်ကြီးကျောင်းမှာရေးတက်ဖတ်တတ်ရုံများသာစာသင်ကြားခဲ့ပူတယ်။ဒါကြောင့်သူခမမှာရုံးအားတယ်ဗဟုသုတနေပါပြီးနှုံနေရှိုင်မကြာခဏအိမ်ရှင်ဦးကျော်စံရဲ့အဆူအငေါ့ကိုခံရတယ်။သို့တော်သူမကိုဒေါ်မြမီကတော့နွေနွေထွေထွေဆက်ဆံပေးပြီးသူခမမှာဆက်ပြီးနေတာခဲ့ရှာရဲ့လို့သိရလေရဲ့။နောက်ဆုံးသိရစီကမသက်ထားသည်အိမ်ကြီးကိုရောက်ပြီး9လလောက်ကတော့အပြင်သို့ထွက်၍ဈေးဝယ်ထွက်တာမျိုးမြင်တွေ့ကြရသည်လို့ဆိုတယ်။အဲဒီနောက်ပိုင်းတခါတရံခြံထဲစင်းတာမျိုးလောက်သာတွေ့ရတတ်ပြီးခြံအပြင်ထွက်တာကိုလုံးဝမမြင်ကြရတော့ပါတဲ့။သို့တော်လုံးဝပျောက်ကွယ်သွားသည်မှာ9လခန့်ကြာပြီးမတ်သက်ထားမှာတဖန်ပြန်လဲပေါ်လာပြန်သည်လို့လည်းဆိုကြပြန်တယ်။မြင်တဲ့သူတွေကပြောကြတော့အသားရည်တွေကပိုပြီးဝင်းဝါပြီးဆိုပြေးလာတဲ့ပိုပြီးပြည့်ပြည့်ဖြိုးဖြိုးလှလာရဲ့ပေါ့။ပြီးတော့အထူးကြတာအရင်လိုအပြင်ကိုရှင်းလင်းလမ်းချထွက်တာမျိုးမဟုတ်တော့ပဲဦးကျော်စံကားပေါ်မှာပါလာတတ်တဲ့ဦးကျော်စံသူ့မိန်းမနဲ့တောင်ကားတူစီးခဲ့တယ်လေအခုအိမ်ကိုကားနဲ့တင်ပြီးမကြာခဏလမ်းထွက်တာမြင်ကြရတော့ထူးဆန်းနေကြတာပေါ့ကားပေါ်ကမသက်ထားလဲအင်ကြီးဥပ္ပစာတွေတစ်တစ်လွင်လွင်နဲ့ဒါပေမဲ့အဲ့ဒါလဲ4-5လပါနောက်တော့ဦးကျော်စံတယောက်တည်းပဲအပြင်ထွက်တာမြင်ရတယ်မသက်ထားပါမလာပြန်တော့ခိုင်နားထောင်နေရင်စိတ်ထဲမှာမရှင်းတာကဝိညာဉ်2ဦးအနက်ကလေးဝိညာဉ်ကဘဲကရောက်လာလဲဆိုတာကိုသိကျင်လာ၍အဲ့မိသားစုမှာ4-5နှစ်ရွယ်သမီးကလေးတယောက်ရများမရှိဘူးလားရှင်မွေးသားကလေးဖြစ်လေဒေါ်လလေးခိုင်ကိုမျက်လုံးပင့်ကြည့်ရင်မရှိပါဘူးဆရာမအဲ့ဒီအိမ်မှာကလေးရှိရလို့ကျမတခါမှမကြားဘူးပါဘာဖြစ်လို့မေးရလဲဩကျမတို့အိမ်ကိုတန်ရှင်းလို့တော့ကလေးကစားစရာအယုံလေးတွေတွေ့မိလို့ပါအဲ့ဒါကြောင့်ကလေးရှိမယ်ထင်ပြီးမေးမိရကျမသိတဲ့လောက်တော့ကလေးမရှိဘူးဆရာမခိုင်ကအင်ကြီးရဲ့ဇက်ကောင်တယောက်ကိုတတိတရားပြင်မေးလိုက်လေနောက်တစ်ခုကရန်ကုန်ကျောင်းသွားရင်မမောင်ကကျောင်းပရက်တွေအိမ်ကိုပြန်မလာဘူးလားထုံတာနေလောက်မှတခါပြန်လာရင်လို့ထင်တယ်ဒါပေမဲ့ဘာဖြစ်တယ်မသိပါဘူးနောက်တရက်ရန်ကုန်ချက်ချင်းပြန်ထွက်သွားအဲ့နောက်ကျောင်းပြီးသွားတဲ့အထိတခေါက်မှပြန်မလာတော့ကျောင်းပြီးတော့အလုပ်တန်းဝင်နေတဲ့နယ်ဘက်မှာတာဝန်ကြရဲဆိုလား
သူ့အမေတော့တခါတလေပြန်လာတွေ့ရဲဆိုလားမှတ်တော့မမှတ်မိတော့ပါဘူးနောက်တော့အဆက်အသွယ်ကောင်းတဲ့နိုင်ငံခြားကိုထွက်သွားတာပဲဆရာမဇလန်တွေကမထင်မရှားဇက်ကမောင်မောင်ရဲ့အခန်းကဏ္ဍကတူတူတုတ်တုတ်နဲ့ဇက်မြုပ်သွားပြန်တယ်ခိုင်တိထားတာကသမီးစုရတီလက်အားချောက်လန့်သွားတော့ပူပူဆိုတဲ့သမီးကလေးနဲ့ဝိညာဉ်မမေသူတို့သားမိသည်ဘသူတွေဖြစ်မိနေမတ်သက်ထားသည်ကလေးမလေးရဲ့မိခင်ပဲဖြစ်နေမလားကလေးအမေရွယ်ကအီအင်ကြီးရဲ့ဇက်ကောင်တွေထဲမှာမတ်သက်ထားတယောက်သာရှိသည်မဟုတ်လားခုနဒေါ်လဲလဲပြောတဲ့မတ်သက်ထားရောရွာပြန်သွားလားဟုတ်တယ်ဆရာမမတ်သက်ထားအဲ့ဒီအင်ကြီးမှာ9နှစ်လောက်အလုပ်လုပ်ပြီးတော့ရွာအပြီးပြန်သွားရတဲ့နေပေါင်းသူတို့ရွာနှမယာကျမသိပါရဲ့ပါဇက်ဖျားလေးတွေမိနေဒေါ်လဲလဲကစဉ်းစားဟန်ပြူတယ်ခိုင်လဲဒေါ်လဲလဲထံမှစကားကိုစောင့်နေမိရဲ့အော်သိပြီအင်းကုန်းရွာရဲ့ဆရာမစကိုင်းမျိုးကနေအနောက်ဘက်ကိုသွားရင်24မိုင်လောက်တော့ဝေးတဲ့သူ့တော်နှမယာဒေါ်ခင်မြင်းနဲ့အကျော်ရောင်းနေဆိုလားပဲခိုင်ရဖြတ်ပြီးမေးလိုက်တယ်မတ်သက်ထားပြန်သွားတော့တယောက်ထဲလာဒေါ်လဲလဲဒေါ်လဲလဲကမိကုံကိုသဘောမကျဟန်ဖြစ်ရှင်တယောက်ထဲပေါ့ဆရာမရဲ့ဆရာမမေးရလဲဘလို့ကြီးလဲခိုင်ရမျက်နှာပေါ်မှာနှစ်လိုပဲကောင်းတဲ့အပြုံးတစ်ခုကိုပြုံးပြလိုက်ပြီးအော်ကျမမတ်သက်ထားဒီမှာအလုပ်လုပ်တာ9နှစ်လောက်ကြာပြီဆိုတော့မျိုးကလူတရားရောက်နေများချစ်ကြိုက်ပြီးအိမ်အောင်ကျသွားသလားလို့ပါမကြပါဘူးဆရာမရဲ့သူအိမ်အောင်ကျတယ်ဆိုရင်ကျမသိမှာပေါ့သူ့ရွာလိပ်စာတော့မတ်သက်ထားအဲ့ဒီအိမ်ကျိုရောက်ခါစားကျမနဲ့တစ်ခါလောက်စကားပြောပြီးတော့ဆက်စုပြီးမေးထားလိုက်မိရမတ်သက်ထားရိုးရိုးရင်ရင်လေးဆရာမရဲ့စိတ်ထားလည်းအလွန်နုညံ့ရှာတယ်စကားပြောရင်လည်းတူတူလေးရဲ့သူကျမတို့တစ်ခါအကူညီတောင်းဖို့တယ်ထူထူမဟုတ်ပါဘူးခဲတံလေးတစ်ချောင်းလောက်ရှိရင်ပေးပါတယ်လေထူးတာအဲ့ဒီခဲတံပေးရဲ့ချိန်အိမ်ရှင်တွေမသိပါစေနဲ့တဲ့ကျမအန်ဟောပြီးခဲတံဘာလို့ပို့လဲမရောသူ့ရွာစာရေးပို့ကျင်လို့ပါတဲ့အိမ်ရှင်ဦးကျော်စံဖောင်တိန်တို့ခဲတံတို့ကင်ရိုက်မယ်လို့ပြောထားတော့သူကြောက်လို့ပါတဲ့ဒါနဲ့ကျမတို့ခဲတံအသစ်နှစ်ချောင်းဝယ်ပြီးဝတ်ပေးလိုက်ရရဲ့လေခဲတံမတ်သက်ထားသည်စာရေးဖို့အတွက်ခိုးဝက်တောင်းခံရတဲ့ခိုင်စင်းစားရပြီမတ်သက်ထားသည်အီအင်ကြီးရဲ့အချင်းဆန်ဘဝကိုရောက်ခင်လေသလားအိုးဒါလည်းမဖြစ်နိုင်ခဲတံတောင်းတာကအင်ကြီးကိုရောက်ခါစားလို့ဒေါ်လဲလေးကဆိုထားတယ်အဲဒီနောက်ပိုင်းမှာမတ်သက်ထားကိုဦးကျော်စံကားပေါ်မှာအင်ကြီးအဝိတစ်လွင်တွေနဲ့မကြာခဏမြင်တွေ့ရသည်ဆိုလျော့အကျဉ်းချခံရဟန်လည်းမတူချေမြည်သူကမှတော့အကျဉ်းသားကိုအပြင်ကိုပေးထွက်မည်မဟုတ်ချေပြီးတော့မြင်တဲ့သူတွေကမတ်သက်ထားသည်အရင်ကတက်ပြေဖြိုးလာသည်လို့ဆိုကြလျော့အကျဉ်းချခံထားသည်မှာဘယ်နည်းနဲ့မှမဖြစ်နိုင်ချေမေးစရာမိကုံကမကုန်ပေမဲ့ဖြေမဲ့သူကတီးတလောက်ဖြေထားပြီးပြီဆိုတော့ခိုင်သည်အိမ်ပွဲသားတော်လဲလဲကိုနှုတ်ဆက်စကားပြောပြီးပြန်လာခဲ့တယ်ညနေ4 နာရီခန့်အင်ကြီးတရဧခန်းရှိဆိုဖာစက်တီပေါ်၌ခိုင်ရဲ့သမီးစုရတီလက်ရည်နဲ့အတူအောင်မောင်တို့လင်များပါမျက်နှာချင်းဆိုင်ထိုင်ပြီးစကားပြောနေကြတယ်ခိုင်ကအောင်မောင်တို့လင်များဖတ်သူကြည့်ပြီးဒီကနေ့ညမင်းတို့လင်များမမတို့သားမီးနဲ့အတူလာအိပ်ပေါ့ခိုင်ကထို့သို့ပြောပြီးအနာကသမီးပကုံးကိုအသားအရောင်ပွေ့ဖက်ရင်သမီးစုရတီလည်းအရန်ကြောက်မနေနဲ့နော်တစီတရေဆိုတာလူကို6လက်ရုံပဲတတ်နိုင်တာပါမမေတို့ဘာမှကိုထိလက်ရောက်ပြန်မလုပ်နိုင်ပါဘူးကွယ်ပြီးတော့ဒီညမမေတို့နဲ့အတူဥအောင်မောင်တို့လင်များရောအတူရှိနေမှာဆိုတော့စိုးရိမ်စရာမရှိပါဘူးစုရတီလက်ကခပ်ပြုံးပြုံးနဲ့သမီးမကြောက်တတ်တာမမေအတိသားနဲ့ဟိုတနေ့ရုတ်တရက်ကြီးမို့သမီးလန့်သွားတာပါစိတ်ချမမေသမီးအဲဒီဝိညာဉ်ကလေးလေးကိုအရန်စိတ်ဝင်စားတယ်ပြီးတော့သူ့ကိုဒီအင်ကြီးထဲမှာလှောင်ပိတ်ထားတာကိုသမီးမကြိုက်ဘူးသူတို့သားမီးအမှတ်တကယ်ကျွတ်လွတ်ချင်တယ်ဆိုရင်ကျွတ်အောင်လွတ်အောင်သမီးတက်ဆွမ်းတလောက်ကုညီချင်တယ်မမေဒါသမီးရဲ့ဆန္ဒအမှန်ပဲခိုင်သဘောကျနှစ်ချိုက်စွာပြုံးလိုက်မိလေရဲ့သမီးငယ်သည်သူတစ်ပါးကိုအမြဲကူညီခြင်းနဲ့စိတ်ရှိရာသိရဲ့ပြီးတော့မိမိတို့လင်များရဲ့မှန်ကန်သောပြုစုပြောထားမှုကြောင့်လေသမီးသည်အကြောက်တရားမရှိခြင်းဒီတခါတော့ခိုင်အောင်မောင်ရဲ့မိမနှင်းရီဘက်သို့လှည့်ပြီးနှင်းရီညီမလေးရောကြောက်နေသလားမမောင်အားမနာနဲ့မှန်မှန်ပြောနော်နှင်းရီတက်ပြုံပုတ်ထုံးလိုက်ပြီးနှင်းရီမကြောက်ဘူးလို့မငင်းပါဘူးအမှန်တော့နှင်းရီကြောက်တယ်မမဒါပေမဲ့ကိုအောင်မောင်ချစ်လို့ယုံကြည်လို့သူ့နောက်လိုက်ခဲ့ရပဲလေနှင်းရီဘေးမှာကိုအောင်မောင်ရှိနေသေးကြောက်တဲ့စိတ်ကိုဖြေလျော့ပြီးနေနိုင်ပါပြီးတော့နှင်းရီပေါ်ထားမမတို့စေတနာမြတ်တာတွေကြောင့်မမတို့ထားပြီးနှင်းရီကြောက်တဲ့ထွက်မသွားရက်ပါနှင်းရီနေရဲပါရဲ့မမနှင်းရီနေရဲပါတယ်ဆိုတဲ့စကားမှာနှင်းရီဒီအောင်မောင်ရဲ့လက်ဖွားကိုဖြည့်ညက်ပြီးပြောလိုက်ခြင်းဖြစ်တယ်လို့အောင်မောင်ကလည်းနှင်းရီရဲ့လက်ကိုပြန်လဲစုပ်ကိုင်ပြီးအားပေးလိုက်တယ်ကဲအားလုံးကတတိရှိရှိနေရဲပြီဆိုတော့
မပြောစရာရှိအောင်ပြောတော့မယ်မခင်မောကိုလက်တယောက်ပဲတည်ထားတဲ့မွေးရပါစိတ်ဆွမ်းရည်တစ်မျိုးရှိတယ်ခိုင်ကအဲ့ဒီစကားပြောချလိုက်တော့အားလုံးကခိုင်စကားကိုစိတ်ဝင်စားသွားတယ်ငငယ်လေးကညစက်ထမအာယုံလိုမျိုးပေါ့အာယုံတစ်ခုဒီဇိုင်းမမတ်နဲ့အာယုံစူးစိုက်ခန်းစားလို့ရတယ်အဲ့လိုခန်းစားရင်ရှေ့ရဖြစ်ခဲ့တဲ့အချို့ကိုပြန်ပြီးမြင်ရလာတတ်တယ်မင်းတို့နားလည်အောင်ပြောရမယ်ဆိုရင်ဖြစ်ပြီးသွားတဲ့အဖြစ်အချို့ကိုမမြင်နိုင်တယ်အားလုံးကိုမြင်နိုင်တယ်လို့မဆိုလို့နော်အခုဒီအိမ်ကြီးရဲ့စာဖတ်ခန်းတစ်ဖက်ကမြုပ်ဝက်ခန်းထဲမှာလောက်ကလတ်ထိုင်တစ်လုံးရှိရဲဆိုတာအားလုံးသိထားပြီးကြပြီဝိညာဉ်ကအဲ့ဒီလောက်ကလတ်ထိုင်မှာည9နာရီနဲ့12နာရီကြာညစီညတိုင်းမပြတ်မကွက်လာထိုင်လေးရှိတယ်ဒါကြောင့်အဲ့ဒီအချိန်တွေမှာအပေါ်ထက်ကတကြီးကြီးမိတာပဲမဟုတ်လားဒါကြောင့်ပုံရှိုးနေတဲ့ဝိညာဉ်ရဲ့အဖြစ်ကိုသိဖို့ဆိုရင်အဲ့ဒီဝိညာဉ်နဲ့ဆက်သွယ်ဖို့လိုအပ်လိမ့်မယ်ဒီတော့ကွာအခုပြောမယ့်အစီအစဉ်ကိုတေချာမှတ်ထားအောင်ဝိညာဉ်ကိုဆက်သွယ်နိုင်ဖို့အဲ့ဒီကလတ်ထိုင်စီကိုတွားထိုင်ရလိမ့်မယ်နဲ့အတူဘသူလိုက်ရင်လဲဟာမေဗျာရှင်အားလုံးကတအံ့တော်နဲ့အမိတ်ဒိတ်ကိုစီထွက်သွားကြတယ်ပြီးတော့ထို့သောမလုပ်ရန်ခိုက်အားတောင်းပန်ကြတယ်အနည်းအလွန်များသည်မဟုတ်လားခိုင်ကတယောက်တစ်ပေါက်တားမြစ်နေကြသူတွေကိုလက်ကပြလိုက်ပြီးဝင်းကြီးဆိုလာမယ့်ချိန်တော့ဘလို့ထိုင်ပါမလဲကွယ်ညနေ6နာရီထိုးလောက်မှာလောက်ကလတ်ထိုင်ပေါ်ထိုင်ပြီးအာယုံခံမယ်ပြောတာပါအလွန်ဆုံးကြာနိုင်ဝက်ပေါ့ခိုင်စကားအဆုံးမှာအောင်မောင်းကထပ်မံကက်ကွက်ပြန်နေကျွန်တော်တခုပြောပြစီလောက်ကလတ်ထိုင်ဟာအခုနောက်ပိုင်းမှာ9နာရီနောက်ပိုင်းမိတာမှန်ပေမဲ့ကျွန်တော်လင်များဒီအိမ်ကြီးကိုစပြီးရောက်တဲ့နေ့ကည9နာရီတသားလောက်မှာတကြီးမြည်ဘူးတယ်အဲ့တော့ပြောတဲ့ဝိညာဉ်ဆိုဟာအချိန်မရွေးအဲ့ဒီခုံမှာလာထိုင်နိုင်တယ်နောက်တစ်ချက်ကစေးတုတ်သမားလူငယ်တွေပြောတော့အချိန်ဆိုရင်ညနေ4နာရီခွဲနဲ့9နာရီကြားပဲမထိုင်ပါနဲ့ရင်အင်မတန်အနေများပါတယ်ခိုင်ရကောင်းခါပြန်နေပြီးတော့အောင်မောင်နားလည်အောင်ရှင်းပြတယ်စေးတုတ်တဲ့လူငယ်တွေပြောတာဝိညာဉ်ဆိုဟုတ်ဟန်မတူအောင်မောင်ရဲ့ဘာလို့လဲဆိုတော့သူတို့မြင်ရတာတာမန်လူပုံတံလေစိုးရုပ်တဲ့ဝိညာဉ်တွေဆိုရင်မတရီစရာရုပ်ပြက်ဆင်းပြက်နဲ့ကြောက်စရာအစင်းတံသာပြကြမှာပေါ့အောင်မောင်ကလက်မခံတခြားနည်းပဲစဉ်းစားရအောင်မရဲ့ကျွန်တော်အတွက်စိုးရင်လို့ပြောနေရပါခိုင်ရခက်ပြုံးဖြေကျေးဇူးတင်ပါရဲ့ငါမောင်ရဲ့တခြားနည်းထက်ကိုယ်တိုင်ကဒီနည်းကိုစမ်းသပ်ချင်နေလို့ပါအသက်73နှစ်သမီးလောက်ကနောက်ဆုံးအသုံးပြုဖို့ပြီးအခုကလေးနှစ်ယောက်ရှာပြီးရဲ့အထိတခါမှထပ်မသုံးဘူးသေးရောအဲ့ဒီအာယုံကရပါအောင်မလားလဲမသိဘူးလေစမ်းကြည့်မှာမမှားပါဘူးအောင်မောင်နားလေပါပြီဆရာကြောအားဘလို့မှတားရမိဟန်မတူတာမို့ဒါဆိုလဲနဲ့အတူကျွန်တော်လိုက်မယ်ဗျာခိုင်ဟာနှီးရီဘက်သို့ကြည့်လိုက်တယ်နှီးရီကသူ့ယောက်ျားနဲ့သာအတူရှိနေလေဘာကိုမှမကြောက်ဘူးလို့ဆိုထားသည်မဟုတ်လားအခုခိုင်နဲ့အတူအောင်မောင်ကအတူလိုက်ပါလာမည်ဆိုလျော့နှင်းရီကြောက်စိတ်ဝင်နေမလားလို့တွေးမိလိုက်ပြီဖြစ်တယ်။သို့တော့နှင်းရီရဲ့မျက်နှာသည်အပြောင်းလဲမရှိခြင်းထူပြီးကြောက်သွားခြင်းမရှိပင်သူကပင်အားပေးစကားဆိုလိုက်ရှာတယ်။စိတ်ချပါညီမလေးစုရည်တီအတွက်စိတ်မပူပါနဲ့။ကျမစုရည်တီကိုအတက်နိုင်ဆုံးကာကွယ်ပေးမယ်လို့မကတိပေးပါတယ်။ခိုင်ကြီးနဲ့သွားတယ်။နာရီကိုမော့ကြည့်လိုက်တော့ညနေ9နာရီထိုးပြီးလို့45မိနစ်ခန့်ရှိနေပြီဖြစ်တယ်။ခိုင်အချိန်ဆွဲမနေတော့ချီခိုင်ခတ်ပါအပေါ်ဝိအင်ကြီးတစ်ထည်ကိုအပေါ်မှာထပ်ဝက်လိုက်တယ်။စပွဲတင်နိုင်ငယ်တစ်လုံးကိုယူလိုက်တယ်။ပြီးတော့အောင်မောင်းကိုအပေါ်ထက်သို့သူနဲ့တူတက်ကြရန်ပြောလိုက်တယ်။စုရတီကမိခနာလို့ပြောကအောက်ထက်ရှိအိတ်ခမ်းထဲသို့ပြေးဝင်သွားတယ်။မကြမီစုရတီသည်အာသွင်းလျက်စစ်မီးအိတ်တစ်ခုကိုကင်ဆွဲလျက်ပြန်ရောက်လာပြီးအပေါ်မှာလိုအပ်လိမ့်မယ်မေဒါယူသွားလိုက်နော်။ခိုင်လျက်စစ်မီးအိမ်ကိုယူလိုက်တယ်။အောင်မောင်းကတော့ထုံးစံအတိုင်းလေးကွာနဲ့ဖန်ကော်လီများပါတဲ့လွှဲအိတ်ကိုလွှဲထားတယ်။ခါးကြားမှသူ့ရဲ့3000ထိုးဓမီကိုထိုးထားလျင်ခိုင်ကကြံနေရစ်မဲ့သူတို့ကိုမှားစရာရှိရာမှားတယ်။မှားလို့ပြီးတော့အောင်မောင်းကိုခေါ်ပြီးအပေါ်ထက်သို့တက်တဲ့လေကားရှိရာသို့ထွက်သွားလျင်စုရတီလက်နဲ့နှင်းရီတို့နှစ်ယောက်သည်ခိုင်တို့အိမ်ပေါ်သို့တက်သွားသည်နှင့်အခန်းထဲသို့ဝင်လိုက်ကြတယ်။နှင်းရီကအခန်းတကားကိုတိကျစွာလော့ချပိတ်ထားလိုက်တော့တယ်။ပတင်းပေါက်ကိုဖွင့်လိုက်ရမလားမခိုင်နဲ့အောင်မောင်တို့လျှို့ဝှက်အခန်းငယ်ထဲသို့ရောက်နေကြပြီဖြစ်တယ်။အောင်မောင်ကလျှို့ဝှက်အခန်းငယ်ရဲ့ပိတ်ထားတဲ့ပတင်းတကားစီသို့ရှောက်သွားရင်မင်းလိုက်တယ်။ခိုင်ကခေါင်းငိမ့်ပြလိုက်တယ်။လျှို့ဝှက်အခန်းငယ်သည်ကျင်းမြောင်းပြီးရှည်လျားတယ်။တခုတည်းပတင်းပေါက်၌တန်တိုင်များကိုအကာရန်အဖြစ်တက်ဆင်ထားခြင်းကအကျဉ်းတိုင်းတစ်ခုအသွင်ပတင်းတကားဖွင့်လိုက်တဲ့အခါပြင်ပမှလေကောင်းလေတန့်ကိုရရှိကရည်စည်းစည်းဖြစ်နေသောခေါင်းကိုကြည်လင်သွားစေခိုင်နေရမှာတို့ရဲ့တန်ကြောင်းတစ်ချောင်းမှာလျှက်စစ်မီးအိမ်ကိုချိတ်ဆွဲလိုက်တယ်။လျှက်စစ်မီးအိမ်ကြောင့်အခန်းတစ်ခုလုံးသည်လင်းချင်းလျော်လျက်
မီးအိမ်သည်မီးအတူအလျှော်ပြုတ်နိုင်တဲ့ခလုတ်တစ်ခုပါရှိရဲ့။ကဲမမဒီကလတ်ထိုင်ပေါ်မှာခဏလေးမယ်။3 မိနစ်နဲ့5 မိနစ်အကြာမှာမမအိပ်ပျော်တယ်လို့ဖြစ်သွားလိမ့်မယ်။ဒီစပွဲတင်နိုင်ကိုမမတိုင်ပင်ပေးထားလိုက်မယ်။နိုင်ဝက်နေအလန်းထမိလာလိမ့်မယ်။မင်းတိချာမှတ်ထားရမှာကအလန်းမိပါလျက်နဲ့မမမျက်လုံးဖွင့်မလာခင်မင်းကမမအတင်းလှုံလို့ရမယ်အောင်မ။မရမကနှိုးရမယ်နော်။အကယ်၍မမအောင်သာမင်းကမနှိုးဆိုရင်မမဘာဖြစ်သွားမလဲဆိုတာမမတော့မသိနိုင်ဘူး။အဆုံးစွန်ထိပြောရမယ်ဆိုရင်မမရဲ့အသက်ပါဆုံးရှုံးသွားနိုင်တယ်။ဒါကြောင့်မင်းတောင်တော့အထူးဂရုစိုက်ပေးပါ။အောင်မောင်စိတ်လှုပ်ရှားစွာခေါင်းငိမ့်ပြလိုက်တယ်။ခိုင်တဲ့အောင်မောင်သည်ကျမ်းပေါ်ထီထီကြီးတီရှိနေရဲ့နောက်ကျောမိပါတဲ့တစ်သားလှုပ်ကလတ်ထိုင်အဟောင်းကြီးကိုပြိုင်တူကြည့်လိုက်ကြ။အကယ်၍မီးအောင်မရှိပဲလားရောင်မှိန်ပြပြအောင်လိုက်တာဤတစ်သားလှုပ်ကလတ်ထိုင်တကလုံးတဲ့ကိုမြင်တွေ့ရပါကအလွန်စိတ်ချောက်ချောက်ပဲကောင်းပေလိမ့်မည်။လူမပါပဲကလတ်ထိုင်ကြီးကလှုပ်ခတ်နေသည်သာတွေ့မြင်လိုက်ရပါကလိပ်ပြပင်နှွင့်စင်သွားမတတ်ထိတ်လန့်သွားကြလိမ့်မယ်ဆိုတာမလွယ်ပေ။ခိုင်အသက်ကိုဝမ်းအောင်ရှုသွင်းလိုက်တယ်။ပြီးလျင်တစ်သားလှုပ်ကလတ်ထိုင်ရဲ့လက်တင်တစ်သားပေါင်းတစ်လျှောက်ကိုပုတ်သားကြည့်လိုက်တယ်။အေးဆက်ဆက်ချောမွေးရဲ့တစ်သားလက်တင်ရဲ့အထီတွေကသူမရဲ့ခန္ဓာကိုယ်တွင်ရှိသွေးကြောများကိုရှိမ့်မြသွားစေ။အောင်မောင်းမှခိုင်လှုပ်သမျှကိုမမုတ်မတုံငေးကြည့်နေရဲ့။ခိုင်လှုပ်ကလတ်ထိုင်ပေါ်ကိုထိုင်ချလိုက်တယ်။ပြီးတော့အလိုက်တင်လေးကျောမီကိုမိချလျက်မျက်လုံးအစုံကိုမှိတ်ချလိုက်တယ်။ခြေတစ်ဖက်ကိုအသာဖိနေလိုက်တယ်။ထိုအခါလှုပ်ကလတ်ထိုင်သည်အရှိနောက်ခက်ဖြည်းဖြည်းလှုပ်ခတ်လိုက်။လှုပ်ခတ်မှုကြောင့်ကျမ်းပြည်သည်ကြည်ကနေမြေတံထွက်ပေါ်လိုက်။ဘေးရကြည့်နေသောအောင်မောင်းမှာအတန်ကိုလည်းကြားရကလတ်ထိုင်ကိုလည်းမြင်နေရတော့ကြည်တီမွေငင်းများတော့ထလာသည့်အထိကြောချန်သွားလေ။နိုင်လက်တံကတွေး၍သွားနေသလိုအပြင်ဘက်ကနေရောက်သည်တဖြည်းဖြည်းရုံရောက်လိုက်။မကြခင်အမာတို့သည်ရောက်လာတော့မည်ဖြစ်တယ်။လှုပ်ကလတ်ထိုင်သည်ရုတ်တရက်ရက်သွားတယ်။အောင်မောင်းလှန့်ပြီးကြည့်လိုက်တော့ခိုင်ကကောင်းထောင်ထားလာပြီးငါအာယုံစိုက်လို့မရအောင်အောင်မောင်းမင်းအိမ်ကအလင်းရောင်ကြောင်ထင်တာပဲမင်းအိမ်ကအလင်းကိုရှော့ချပစ်လိုက်ကွာမိန်ပြပြလေးပဲလင်းမလိမ့်စေဟုတ်ကဲ့မမအောင်မောင်းမင်းအိမ်ကိုအလင်းရှော့ချလိုက်တယ်အခန်းအတွင်း၌အလင်းရောင်သည်ဖြော့တော့မိမ့်သွားလေလှုပ်ကလတ်ထိုင်သည်ပြန်လဲလှုပ်ခတ်လာသလိုတကြီးကြီးမိလာပြန်တယ်ခိုင်သည်လှုပ်ကလတ်ထိုင်မှာငိမ်သက်တိတ်ဆိတ်စွာလဲလျောင်းနေပြီဖြစ်တယ်နာရီကိုကြည့်လိုက်တော့6 နာရီနဲ့မိနစ်20အောင်မောင်းအခန်းထဲကိုဟိုကြည့်တီလှုပ်နေမိရဲ့မိမိဖြော့တော်တဲ့အလင်းရောင်ကြောင့်လှုပ်ကလတ်ထိုင်ရဲ့အနောက်ဘက်ကနှရံမှာကလတ်ထိုင်အရိပ်ကရိမ့်ထိုးနေသည်မှာကြည့်ရင်နဲ့အသက်ရှူမဝသလိုခံစားလာရိုင်းဒါကြောင့်ထိုအရိပ်မှာအကြည့်ခွာ၍ပတင်းပေါက်စီသို့လှည့်ခဲ့တယ်။မိအိမ်မှာအလင်းချော့ချပြီး10 မိနစ်ခန့်သည်သူ့အတွက်လများစွာကြာမြင့်နေသလိုပဲမမအောင်ကြည့်လိုက်တော့အထူးပင်ငြိမ်သက်နေရဲ့မမအာယုံခံလို့ရသွားပြီနေမှာလို့အောင်မတွေးလိုက်မိလေရဲ့ဟုတ်ပါတယ်ခိုင်သည်အခုအခါလက်ရှိကာလကိုကြော်ခံပြီးအတိတ်ကာလဟာတစ်ခုစီသို့ရှောင်နေပြီဖြစ်တယ်။ခိုင်မျက်လုံးထဲမှာပထမဆုံးကွက်ကွက်ကွင်းကွင်းပေါ်လာသည်ကတရှုံရှုံရှိုက်ငုံနေရဲ့အသက်18 နှစ်ဝန်းကျင်ကအမျိုးသမီးတဦးပေါ်လာ။ထိုအမျိုးသမီးငယ်ကိုပေါ်ကအဝတ်တို့မှာကြေမွနေကြ။မတ်သက်ထားဖြစ်လိမ့်မယ်။သပင်ရှိရှိနဲ့တွေ့ပြောင်းသောကိုနေဟန်လေးရှိလေ။ပြီးတော့အော်ဂလီဆံပွေကောင်းတဲ့အစီပြန်နေရဲ့အသက်ကြီးကြီးလူကြီးတယောက်ရဲ့မျက်နှာထိုလူကြီးမျက်နှာပေါ်မှာကအောင်တီအောင်သားကိုစားပြီးမှကြည်နဲ့အားရနေရဲ့ဟန်အင်းရှင်ဦးကျော်စန်းဖြစ်မယ်။သပင်မှာကုတ်ပေါ်ဝဲနေရဲ့အသေးချာကြည့်နေတရိษံရိုင်းတကောင်ရဲ့အသွင်ရှိလေရဲ့ရက်ဆက်ခြင်းအကျဉ်းနာကင်းမဲ့ခြင်းမိမိလောဘတစ်ခုသာကြည့်တဲ့အတ္တကြီးသူတို့တွင်ပြင်လက္ခဏာတို့မှာထိုလူကြီးရဲ့မျက်နှာပေါ်၌တလဲ့စီပေါ်တွင်နေရဲ့ထိုမြင်ကွင်းသည်တဖြည်းဖြည်းပျောက်ကွယ်သွားတယ်။အခန်းတစ်ခု၌မိခင်တယောက်ကသူ့ရဲ့ကလေးငယ်ကိုနှုတ်ချိုတိုက်ကျွေးနေရဲ့ထိုသားသည်မိခင်ကိုနှွေးထွေးသောချစ်ချင်းမေတ္တာတရားနှင့်ပြေရှမ်းနေသောမျက်လုံးများဖြင့်အသက်ခက်ကြီးကြီးမိန်းမတယောက်ကရက်ကြည့်ရင်ပြုံးနေရဲ့ဦးကျော်စံရဲ့ဇနီးတော်မြမိဖြစ်မယ်မကြပါထိုမိန်းမကြီးကိုစပင်ခုံဝဲတဲ့ယောက်ျားကြီးကအတေးလာရောက်ဆွဲခေါ်သွားတာကိုမြင်ရပြန်တယ်။နှုတ်တိုက်နေတဲ့ကလေးမိခင်သည်ထိုင်ရမလို့ထားရမလို့နဲ့ရှိနေစဉ်အပြင်ဘက်မှတရွှန်းရွှန်းနဲ့ရိုက်နှက်နေတဲ့အတန်များကြားရပြန်တယ်။ရိုက်နှက်နှိပ်စက်တန်များနာကျင်စွာအော်ဟစ်ငိုယိုတန်များသည်နားဖြင့်မဆန့်အောင်ထွက်ပေါ်လိုက်။မြင်ကွင်းသည်တဖြည်းဖြည်းမှုံဝါသွားပြန်တယ်။သူမမျက်လုံးထဲအပေါ်ထက်စာဖက်ခံပေါ်လိုက်။ဦးကျော်စံသည်စာဖက်ခံထဲ၌ကြောက်ကြည့်ရဲ့တမီဖြင့်အလုံးများနေရဲ့ဦးကျော်စံသည်ပဝါဖြူပေါ်ကနှီးဆွေးနေရဲ့ပတံများသုံးလုံးကိုကြည့်ပြီးကျဉ်းနေရဲ့တရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်သူသည်ထိုလုံးချောပတံများသုံးလုံးကိုမကြာခဏထိုင်ကြည့်ပြီးကျဉ်းနေတတ်သူဖြစ်တယ်
ပဒံများသုံးလုံးကိုပဝါဖြင့်ပြန်ချီနှောင်လိုက်တယ်။ပဝါရဲ့တောင်စွန်းမှာ CS ဆိုတဲ့အင်္ဂလိပ်စာလုံးနှလုံးကိုခြိပြစ်ထိုးထားတယ်။အဓိပ္ပာယ်မှာချစ်စိန်ဖြစ်တယ်။ဦးကျော်ဆန်းရဲ့ဖခင်ကြောက်တွင်တတိဦးချစ်စိန်ရဲ့နာမည်ဖြစ်တယ်။ထိုပဒံများသုံးလုံးသည်ဦးကျော်ဆန်းတို့မောင်နှမသုံးဦးအမွေမခွဲဝေခင်ကဦးကျော်ဖုံးလာခဲ့သောအမွေဆိုင်ပဒံများဖြစ်ကြ၏။ကာလတန်မိုးအဖြစ်သိန်းပေါင်းများစွာတန်ကြီးရှိလေထိုပဒံများကိုဦးကျော်ဆန်းကမတရားသဖြင့်ရယူလာခဲ့ခြင်းဖြစ်တယ်။သူသည်ထိုပဒံများအပေါ်အင်မတန်ယူသွဆွဲလန်းစိတ်ရှိသူဖြစ်တယ်။ဒါကြောင့်လည်းပဒံများကိုမကြာခဏထုတ်ယူကြည့်ရှုခြင်းဖြစ်လေဦးကျော်ဆန်းသည်လျှို့ဝှက်အခန်းထဲကိုပဒံများသုံးလုံးယူသွားတယ်။လျှို့ဝှက်အခန်းထဲမှာပစ္စည်းထားစရာသိမ်းဆည်းစရာပါများမရှိချေ။သို့သောလှုပ်ကလတ်ထိုင်တစ်လုံးရှိလေကလတ်ထိုင်ရဲ့ညာဘက်လက်တင်သည့်လျှို့ဝှက်အံခွက်ငယ်လေးတစ်ခုပါရှိလေဦးကျော်ဆန်းသည်ထိုအံခွက်ငယ်တဲ့သို့ပဒံများကိုတိချဝတ်ထားလိုက်တယ်။မြင်ကွင်းသည်မှုံဝါပြောက်ကွယ်သွားပြန်တယ်။တဖန်မိဖို့ဆောင်ခန်းထဲ၌အမျိုးသမီးကြီးတစ်ယောက်ပေါ်လာပြန်တယ်။အမျိုးသမီးကြီးတော်မြမေသည်တံပြားရီတစ်ခွက်ကိုဖြောနေ။သူမကြည့်ရသည်မှာတုံတုံရှင်ရင်ရှိလာ၏။တစုံတစ်ခုကိုခိုးကြောင်ခိုးပန်းလုပ်နေသည်နှင့်တူလာ၏။ထိုဖြောပြီးသောတံပြားရီဖန်ခွက်ကိုဧကန်တွေကသတင်းစာဖတ်နေရဲ့ဦးကျော်ဆန်းထံယူသွား၏။တံပြားနှစ်ခွက်ကိုကရုံကရင်ဖြင့်စပွဲပေါ်တင်ထားလိုက်ပြီးထိုနေရာမှထွက်ခွာသွား၏။ပုံရိပ်များသည်ဝေဝါးသွားပြန်၏။တခဏအကြာအော်ဟစ်ငိုယိုတံများထွက်ပေါ်လာ၏။အတိအကျကြည့်လိုက်တော့ကျမ်းမြေပေါ်မှာ3 နှစ်4 နှစ်လောက်သာရှိအောင်မိတ်ကလေးမလေးသည်လဲကျသေဆုံးနေပြီး၎င်းနှစ်ပေးမှာတံပြားရီဖန်ခွက်အလွတ်ကိုတွေ့ရလေ။ဦးကျော်ဆန်းကဒေါသကြီးစွာအနီရဲ့တောက်ပနေရဲ့မျက်လုံးများဖြင့်ဒေါ်မြမေအားကြည့်နေ၏။ဒေါ်မြမေခမမှာကြားရှိရောက်တဲ့ရုံတငယ်ပမာတကူလုံးတဆက်ဆက်တုံရင်းနေ၏။တစုံတရာကိုလည်းညင်းဆိုနေ၏။မတ်သက်ထားလည်းသမီးလေးကိုပွင့်ချီထားပြီးဝမ်းနေပလန့်ငိုကြွေးနေရှိ။ဦးကျော်ဆန်းသည်အပေါ်ထက်သို့ပြေးတက်သွားတယ်။မကြပါတနက်တလက်ကိုကင်ဆွဲပြီးဧခန်းသို့ပြန်ရောက်လာ။ဦးကျော်ဆန်းသည်ဒေါ်မြမေအားတနက်ဖြင့်ချိန်ရွယ်လိုက်တယ်။ထိုအခါငိုရှိုက်နေရမတ်သက်ထားသည်ကြည်ကြည်မေလို့အော်ဟစ်ခါဒေါ်မြမေအရှိသို့ပြေးဝင်လာ။အမှန်မှာတော့ဒေါ်မြမေဖြောမဲ့တံပြားရီတဲကိုအစိတ်ခတ်သူကမတ်သက်ထားဖြစ်လေ။ဦးကျော်ဆန်းရဲ့နှိပ်စက်ညှဉ်းပန်းမှုသူမကိုမတရားသဖြင့်ခြေတော်တင်သိမ့်ပိုက်ထားမှုသမီးလေးအားမထင်သလိုရိုက်နှက်တတ်မှုစသဖြင့်ဦးကျော်ဆန်းရဲ့အမျိုးမျိုးသောအနိုင်ကျင့်နှိပ်စက်မှုများအားခံစားရတာကြာမြင့်လာတော့မတ်သက်ထားအဖို့အညိုအတေကြီးမားခဲ့ရတယ်။ဒါကြောင့်အစိတ်ခတ်လှုပ်ကြံခဲ့ခြင်းဖြစ်တယ်။အခုသူမကကြီးကြီးမေလို့ခေါ်တဲ့ဒေါ်မြမေကိုဦးကျော်ဆန်းကတနက်ဖြစ်ပြစ်တတ်မယ်လို့တော့သူမအပေါ်အလွန်ကောင်းခဲ့သောနှွေးထွေးကျင်နာခဲ့သောကြီးကြီးမေအားမတရားသဖြင့်မသေးစေလိုပြီ။မသက်ထားသည့်သမီးလေးကိုဆုံးရှုံးလိုက်ရတဲ့အတူတူသူလည်းလူပြည်မှာမနေတော့လို့ဆုံးဖြတ်လိုက်ဟန်တူပါ။ဒေါ်မြမေရဲ့အရှိမဝင်ရဲလိုက်လေ။ဦးကျော်ဆန်းသည်ထိုကဲ့သို့ထင်မှတ်မထားတာကြောင့်တနက်မောင်းခလုတ်ကိုဆွဲညှက်လိုက်သည်ဖြစ်ရာတနက်ကြီးဆန်းသည်မတ်သက်ထားရှင်အောင်ကိုထိမှန်သွားလေ။မတ်သက်ထားလေးကြသွား၏။ဦးကျော်ဆန်းမျက်နှာပေါ်မှာအံ့ဩဟန်အထင်သာပေါ်လွင်သွားလေ။မတ်သက်ထားသည်သူ့ရဲ့တပည့်ငယ်သေးစေရဲ့တရက်ခန့်ကိုအဘဲကြောင့်ကာကွယ်ပေးခဲ့သည်လို့ဇဝေဇဝါဖြစ်သွားခဲ့တယ်။ဦးကျော်ဆန်းက၎င်းရဲ့ချစ်စနီးငယ်လေးရောသမီးကိုပါဆုံးရှုံးသွားရခြင်းကြောင့်နှမျောတသားစိတ်ယူကျုံမရဖြစ်ကကြောင်အံ့ဖြစ်သွားလေ။နောက်တော့တတိဝင်လာဟန်တူတယ်။ဒါရီအားလုံးရဲ့တရက်ခန့်သည်သူ့အားအစိတ်ခတ်လှုပ်ကြံရန်ကြံရွယ်သောဒေါ်မြမေလို့သတ်မှတ်လိုက်လေ။ဒါကြောင့်ဦးကျော်ဆန်းသည်ဒေါ်မြမေကိုတပ်ပြစ်ရင်ဒေါသတကြီးတနက်ဖြစ်ချိန်ရွယ်လိုက်ပြန်တယ်။ဒေါ်မြမေကသူမဟုတ်ကြောင်းညင်းဆိုနေဟန်တူတယ်။ခေါင်းတစ်ခါကလက်တစ်ခါကရှိလေ။သို့ပေမဲ့အခုချိန်မှာတော့ဦးကျော်ဆန်းရဲ့ဒေါသကိုသူမတားဆီးနိုင်တော့ချေ။ဦးကျော်ဆန်းတနက်မောင်းခလုတ်ကိုညှစ်ဆွဲရန်ပြန်လိုက်တယ်။သို့တော့သူရဲ့နောက်ကဘယ်အချိန်ကရောက်လာမှမသိရတဲ့နိုင်ငံသားထွက်သွားတော့မေမမောင်ကဦးကျော်ဆန်းရဲ့ဥကနောက်ဆက်ကိုဒုတ်ဖြင့်လွှဲရိုက်ခြင်းကိုခံလိုက်ရလေ။ချက်ကောင်းကိုရိုက်မိဟန်တူတယ်။ဦးကျော်ဆန်းတစ်ချက်ထဲနဲ့လဲကျသွားလေ။ဦးကျော်ဆန်းကျမ်းပြင်ပေါ်သို့လဲကျသွားတယ်။လဲကျသွားတဲ့ဦးကျော်ဆန်းရဲ့ဥကောင်းမှသွေးများယိုစီကျလာသည်မှာလဲကျတဲ့ကျမ်းပြင်တဝိုက်နှီးရဲသွားလေ။ဒေါ်မြမေအံ့ဩသွားတယ်။သူမသားဖြစ်သူထံပြေးသွားခဲ့တယ်။မမောင်ကတော့နောင်တရဟန်မရှိအံကိုသာတင်းတင်းကြိတ်ထားလေရဲ့။ဒါမင်းဘလို့လုံးလိုက်တာလဲ။ဒါမင်းရဲ့ဖေလေ။မမောင်ဒီလက်ထရတုတ်ကိုလွှတ်ချလိုက်ပြီးမမေရဲ့ခုထိမမေအတောင်ရန်ရှာနေရဲ့ယောက်ျားဘက်ကကာကွယ်ပေးနေခြင်းတော့လား။ဦးကျော်စာသားရဲ့အဖေရင်မဟုတ်တာ။တောင်ဒုတိယနှစ်ကနေတိထားပြီးပါပြီမမေ။မုတ်ဆိုးမှသားတယောက်အမေဦးကျော်စံဘာကြောင့်လက်ထပ်ယူခဲ့တာအစသားအကုန်သိပြီးပြီမမေ။မှန်နေ
ဒေါ်မြမေတီသားတယောက်အမေဖြစ်တယ်ချမ်းသာသောလင်းယောက်ျားတည်ဆုံးပြီးမုတ်ဆိုးမလေးဘဝမလဲမဝဲဖြစ်နေခြင်းဦးကျော်ဆန်းရဲ့မာယာလှဲ့ကွက်ထဲကြာရောက်ခဲ့ခြင်းဖြစ်လေသူမကိုအပိုင်သိမ်းရုံမကခင်မောဟောင်းချန်နာရစ်သောစီးစိမ်ဥစ္စာမှတ်သမျှကိုလည်းဦးကျော်ဆန်းကလဝက်ကြီးအုပ်ခဲ့တယ်ဒါကြောင့်မရပါသားဖြစ်သူမမအပေါ်ခက်ဆင်းစိမ့်နေခဲ့ခြင်းဖြစ်လေနိုင်မအချက်ပေးအလန်းတန်ကစုညံစွာမိလိုက်လောက်ကလထိုင်ပေါ်ကခိုင်သည်ရုပ်ကြီးလက်နိုးလာတော့လေသူမမျက်လုံးဖွင့်ကြည့်လိုက်တော့သူမအားစိုးရင်တကြီးကြည့်နေတဲ့အောက်မောင်းကိုတွေ့လိုက်ရတယ်မမသတိရလာပြီလားအခု9နာရီထိုးတော့မယ်မမကျွန်တော်တို့ဒီခန်းထဲကနေအမြန်ဆုံးထွက်ကြရအောင်ခိုင်ပရင်းပေါက်ကိုလှမ်းကြည့်တော့အပြင်မှာမှောင်နေပြီဖြစ်တယ်ခိုင်ကလထိုင်မှထားလိုက်တယ်အောက်မောင်းရေခဏဟိုမီးအိမ်ကမီးစာပြန်မြစ်လိုက်စားအောက်မောင်းကမီးစာလေးအားပြန်မြစ်လိုက်ရင်အချိန်မရှိတော့တော့မမဘာလို့မလို့လဲကျွန်တော်တို့ဒီအခန်းထဲကအမြန်ပြန်ထွက်ကြရအောင်ခိုင်ကအောင်မောင်ပြောနေရကိုဂရုမစိုက်အားပေးလှုပ်ကလထိုင်ရဲ့ညာဘက်လက်တင်တစ်သားပြားရဲ့အပေါ်ရန်ကိုလက်ပြပုတ်သက်ဆန်းနေရဲ့တစ်သားပြားတနေရာကအတန်ငယ်ထစ်နေသည်ကိုတွေးရှိသွားရာထိုနေရာကိုသူမလက်သေးဖြင့်ထိုနေရာကိုသူမလက်သေးဖြင့်ထိုးလှန်လိုက်တယ်အံဝက်တစ်ခုထွက်ပေါ်လာထိုအံဝက်ထဲကိုနှိုက်ယူလိုက်တယ်သူမလက်ထဲအယောင်ရိနေသောပဝါထုတ်တစ်ခုပါလိုက်ခိုင်သဘောပေါက်သွားလိမ့်ပြီခိုင်ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီးအောင်မောင်မင်းဟောဒီထိုင်ကုန်အောက်ယူလာခဲ့ပြီးရင်ခြံထဲမှာထားလိုက်ပြီးတော့ခိုင်ကအောင်မောင်ကိုသူမစဉ်းစားထားတဲ့အတိုင်းမှားတယ်အောင်မောင်ကစိတ်လုံရှားစွာခေါင်းကုပ်လိုက်တယ်အောင်မောင်ဒီနားမလဲတော့လေသူ့ရဲ့ဆရာကတော့အလိုတိုင်းခေါင်းညိတ်ပြလိုက်လေခိုင်ကပဝါထုတ်လေးယူပြီးရှေ့ကထွက်တယ်အောင်မောင်ကလှုပ်ကလေးထိုင်ယူပြီးအနောက်မှလိုက်လာခဲ့လျော်တယ်သူတို့လေကားတစ်ဝိုက်ရောက်တော့အပေါ်ထက်လျှို့ဝှက်ခန့်ကထူးခြားမှုစတင်လာပြီးဝင်းကြီးဆိုတဲ့လျှို့ဝှက်အခန့်တွင်ရှိသူဆွဲလန်းနေတဲ့လှုပ်ကလေးထိုင်ကိုမတွေ့ရဲ့အခါတစ်ဖက်ကဇာတိကန်တစ်ခုလုံးကိုပြောင်းဆန်နေအောင်ဖွာပြစ်လျော်တယ်။စောင်းစဉ်အချိုပြိုလဲတန်းစာကြည့်စပွဲနေရာရွှေ့သွားတဲ့အတန်စာအုပ်များရင်းပေါက်တဲ့အတန်စားတဲ့အတန်များကဆူဆူညံ့ညံ့နဲ့အောက်ထပ်တို့ပင်ရင့်ပြန်လိုက်ခိုင်နဲ့အောင်မတို့သည်အချိန်တွေအကဲခတ်မိနေသဖြင့်ခတ်သွက်လေးပြေးဆင်းလာကြတယ်။အောက်ထပ်ရောက်တဲ့အခါအောင်မောင်ကအိမ်ထဲမှထွက်ပြီးယူလာတဲ့လှုပ်ကလတ်ထိုင်ကိုခြံထဲကနေရာလွတ်တစ်ခုမှသွားချထားလိုက်တယ်။ခိုင်ကစုရတီလက်နဲ့နှင်းရည်ရှိရာအခန်းသို့သွားပြီးနှစ်ယောက်စလုံးကိုအပြင်သို့ခေါ်ထုတ်လာခဲ့တယ်။အပေါ်ထက်စားဘက်ခန်းထဲမှအလွန်ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းတဲ့အတန်နဲ့ကြီးတစ်ခုထွက်ပေါ်လာ။မကြခင်လေကားတစ်များပေါ်အပြေးဆင်းလာတဲ့ခြေတံထွက်ပေါ်လာ။ဝင်းကြီးဆိုသည်သူတို့လေးယောက်ကိုအငြင်းပြုတ်ရန်ဆင်းလာချေပြီ။အောင်မောင်ကခိုင်အားကြည့်ပြီးမမကျွန်တော်ဘာဆက်လုပ်ရမလဲလို့လှမ်းမိလိုက်တယ်။မမခုနပြောသလိုသာလုပ်တော့အောင်မောင်။ခိုင်ကထို့သို့ပြောနေစဉ်မှာစုရတီလက်သည်လူတစ်ယောက်ကတွန်းထုတ်လိုက်တဲ့ကဲ့သို့အဝေးသို့လွင့်စင်သွားတယ်။အာမမေလှုပ်ပါအောင်။ခိုင်သည်သမီးအဖြစ်ကိုကြည့်ပြီးသူတို့အနီးသို့ဝင်းကြီးဆိုရှောင်းလာပြီးဆိုတာကိုရိတ်စားမိသွားတယ်။နှင်းရီကစုရတီလက်လွင့်ကြရတော့ပြေး၍ထူရန်ပြင်းတယ်။သို့တော်နှင်းရီရဲ့သပင်ကိုတစုံတစ်ယောက်ကနောက်ကနေဆောင်းဆွဲလိုက်သလိုနှင်းရီခမစုရတီလက်ထံသို့မရောက်မီလမ်းခုလက်နိုင်ရက်တန့်ကဝင်းကြီးဆိုဆွဲခေါ်ရတော့ဖင်တရွတ်တိုက်ပါသွားလေ။အောင်မောင်ကသူ့ဇနီးကိုထီတော့ဇနီးထံပြေးရန်ပြင်းတယ်။ခိုင်ရအော်ဟစ်လိုက်တယ်။အောင်မောင်မမပြောတာအရင်လောက်ချင်းနှင်းရီကိုမမသွားကူလိုက်မယ်။ခိုင်ရပြောလဲပြောနှင်းရီထံလဲပြေးသွားတယ်။အောင်မောင်သည်ဇနီးမယားကိုနောက်ဆန်တငင်ငင်နဲ့ခြံထဲကလှုပ်ကလတ်ထိုင်စီပြေးသွားတယ်။ကလတ်ထိုင်အနီးရောက်တဲ့အခါအနာကတွေ့ရဲ့တုတ်ချောင်းကြီးနဲ့အပြင်ရိုက်လျော်တယ်။ဝင်းကြီးသည်အောင်မောင်ကသူ့ဆွဲလန်းနေတဲ့ထိုင်ကုန်ကိုဖျက်ဆီးနေသည်ကိုမြင်တဲ့အခါနှင်းရီရဲ့စပင်ကိုလွတ်ပြီးအောင်မောင်ရှိရာသို့သွားလျက်အောင်မောင်သည်ထိုင်ကုန်ကိုစိတ်ရှိလက်ရှိရိုက်နှက်နေကဲဟာဝင်းကြီးဆိုသည်အောင်မောင်အားနောက်ကနေတွန်းထုတ်ပစ်လိုက်တယ်။အောင်မောင်ဒုတ်တခြားလူတခြားလွင့်သွားတယ်။ဝင်းကြီးဆိုသည်အောင်မောင်အားမကျေနပ်နိုင်။ဒါကြောင့်မြေပေါ်လဲကျနေတဲ့အောင်မောင်ကိုပေါ်တက်ခွာစီ၍လဲပင်ကိုညှစ်ထားလျက်အောင်မောင်သူ့လဲပင်ကိုသူကင်ပြီးအတင်းရုံးကန်နေရေရှည်မှာအောင်မောင်တောင့်ခံနိုင်မည်မဟုတ်။လဲပင်ရို့ကျိုး၍တည်သွားနိုင်တယ်။အခုပြင်သူအသက်ရှူရကြက်တဲလာပြီဖြစ်တယ်။ခိုင်သည်ကားကိုယ်တော်ရှိရာသို့ပြေးသွားတယ်။ကားကိုယ်တော်ထဲမှစီပုံးကိုယူပြီးလှုပ်ကလတ်ထိုင်ရှိရာသို့တရောတော်ပါပြေးလာတယ်။ပြီးတော့ကလတ်ထိုင်ပေါ်ကိုဓာတ်စီများလောင်းချလိုက်တယ်။နှင်းရီခိုင်ရှိရာသို့ရောက်လာပြီးရော့မမမိကျစ်နှင်းရီကထမင်းဟင်းချက်ရမှရင်ညဘက်ဖျောင်းနိုင်မိညင်ရဲ့အတွက်မိကျစ်ကိုအမြဲဆောင်ထားတတ်သည်မဟုတ်လား။ခိုင်ရနှင်းရီပြရဲ့မိကျစ်ကိုချစ်ပြီးလှုပ်ကလတ်ထိုင်ပေါ်သို့ပြစ်ပေါက်လိုက်တယ်။လောင်စာကြီးတကူကြောင့်ကလတ်ထိုင်သည်မိတဟောတောက်လောင်ကုန်တယ်
ထိုအခါအောင်မောင်းကိုဘော်ကဝိညာဉ်ဆိုသည်သူဝတ်ထားတဲ့ပဒံများသုံးလုံးကိုမီးထဲပါပြီးအမှန်နဲ့အောင်မောင်းကိုဘော်မှထလာပြီးလောကစောတိုက်ကမီးပုံထဲခုန်ဆင်းလိုက်တော့တယ်ဝိညာဉ်ဆိုသည်လောဘကြောင့်မီးကိုမိလျော့သွားဟန်တူတယ်ဝိညာဉ်သည်တဟုံးဟုံးတောက်လောင်နေတဲ့မီးတောက်မီးလျံတွေကြားမှာတွန့်လိန်လောင်ကျွမ်းသွားလေထိုအခါမှခိုင်တဲ့တပ်ပြင်းကိုချလိုက်မိလျော်တယ်အောင်မောင်းကိုနှင်းရီနဲ့စုရတီလက်ကပြေးထူပြီးဘေးတစ်ဖက်တစ်ချက်စီမှတွဲကူပေးထားလိုက်ကြတယ်ဝိညာဉ်ဆိုသည်သူ့လောဘနဲ့သူ့ဇက်သိမ်းသွားပြီဖြစ်တယ်ခိုင်သည်အမတ်တမဲဖြင့်စာဖတ်ကန်ပတင်းပေါဝါကိုမော့ကြည့်လိုက်တယ်ပတင်းပေါမှန်ကူကွတ်ထဲမှာအဖြူရောင်အရေးနှစ်ခုသည်လှုပ်ကလတ်ထိုင်မီးလောင်နေသည်ကိုကြည့်ရှုနေကြတယ်သူတို့ဝိညာဉ်ဆိုအရေးမဲကြီးလက်မှလွတ်မြောက်သွားသည်ကိုကျဉ်နဲ့နေကြပါလိမ့်မယ်ခိုင်အပေါ်အင်ကြီးဘေးအိတ်ထောင်ထဲမှပဝါဖြစ်ထုတ်ထားတဲ့ပဒံများရုကိုစားလိုက်ပြီးအောက်ပါအတိုင်းတွေးတောလိုက်တယ်မနှက်ဖြန်ကြရင်ဒီအိမ်ကြီးတရနေဥကျော်စံတက်ပြီးပြပြရီနဲ့နိုင်ငံเจ้าထွက်သွားကြတယ်တော်မြမီနဲ့မမောင်တို့စီကိုအကြောင်းကြားရအောင်မေဒီပဒံများသုံးလုံးကိုလာယူပါလို့ပြီးတော့ဒီအိမ်ကြီးထဲမှာတည်သွားကြတဲ့အလောင်းသုံးလုံးကိုဘယ်နေရာမှာမြုပ်နှံထားရဲဆိုတာမေးရအောင်မှာပေါ့ဒီလောက်နှစ်တွေကြာပြီဆိုတော့အလောင်းနေရအယိုးစုအဖြစ်သာကြံဒီကောင်းကြံတော်မူခိုင်စဉ်းစားထားပါရဲ့အယိုးစုတွေဘသူမှမသိအောင်ပြန်လဲတူးဖော်ပြီးမီးရှို့ပြချကမြစ်ထဲသို့မျောပေးလိုက်မည်အသက်ရှင်ကြံရတဲ့တော်မြမီနဲ့တားဖြစ်သူမမောင်တို့လည်းနိုင်ငံသားမှာစိတ်အေးချမ်းသာစွာနေပါစေအဓိကသူမအလောက်ကရဲလည်းမဟုတ်သလိုတရခံဖော်ရမယ့်အလုပ်လည်းမဟုတ်ချေပြီးတော့အသေးဆုံးသွားသူများအတွက်မိသူကမှလည်းရဲစခန်းမှာအမှုဖွင့်ထားတာမရှိတရလုံးမရှိတဲ့အမှုကိုသူ့ငကိုအတိုင်းသာရှိသေးတော့မယ်လို့ဆုံးဖြတ်လိုက်တယ်နောက်တရက်ခိုင်သည်နိုင်ငံသားရှောက်နေသောကိုမမောင်ဆိုသူနဲ့အဆက်အသွယ်ရတယ်တော်မြမေမှာလူကြီးယောဂဖြင့်ကွယ်လွန်သွားပြီလို့သိရတယ်ကိုမမောင်ကအဲ့ဒီဗဒံများတွေကကျွန်တော်နဲ့လည်းမသက်ဆိုင်ဘူးခင်ဗျရလည်းမရချင်ဒါကြောင့်မယူတော့ပါဘူးပြီးတော့ဒေါက်ခန်ကန်ဝင်းပြောသလိုတည်သွားတဲ့၃ယောက်ကိုအဲ့ဒီခြံတွေကမြေမှာမြုပ်မထားပါဘူးမြေမြုပ်ထားရင်တနေ့ပေါ်လာလိမ့်မယ်လို့စိတ်ကူးထားမိလို့အလောင်းတွေကိုတလောင်ချင်းအက်စစ်နဲ့လောင်းတယ်ကျန်တဲ့အပိုင်းစာတွေမိရှို့တယ်ပြီးတော့ရလာတဲ့ပြားတွေကိုမြေအိုးတအုပ်စီမှာထည့်ထားခဲ့အဲ့ဒီမြေအိုး၃စလုံးကစတိုကန်ထဲမှာရှိပါတယ်ဒေါက်ခန်ကန်ဝင်းတေချာရှာကြည့်ရင်တွေ့ပါလိမ့်မယ်မြေအိုးပေါ်မှာကျွန်တော်သင်္ဘောစီးနဲ့နာမည်အတူကောက်တွေရေးထားခဲ့တယ်ဦးကျော်စန်းဆိုရင် KZ မတ်သက်ထားဆိုရင် T8 ပို့ဖို့ဆိုရင် PP လို့ရေးထားပါတယ်ကျွန်တော်ကနိုင်ငံသားအရင်ထွက်ပါတယ်ပြီးတော့မှမမေ့ကိုခေါ်တာပါအများအမြင်မှာဦးကျော်စန်းနဲ့မမေနိုင်ငံသားအတူထွက်တဲ့ထင်အောင်လှည့်စားခဲ့ရပါတကယ်တော့နောက်ဆုံးအခေါက်ကမမေတယောက်တည်းထွက်လာခဲ့တာပါကဲဒီလိုဆိုတော့ရှင်းသွားပြီပေါ့ခိုင်အနေနဲ့ကတော့ထိုရိုးပြများကိုအေယာဝတီမြစ်ထဲတွန့်ချပြီးုံသာကြံတော့တယ်ခိုင်တီခင်မွန်ဖြစ်သူရောက်လာတဲ့အခါအိမ်ကြီးမှာတန်ဃာတော်များပင့်ဖိတ်ပြီးစွန်တင်ကန်းနဝကမငွေတို့စက်ကတ်လှူဒန်းပြီးပြီးတော့ကုသိုလ်အမျှပေးဝေမယ်အိမ်ကြီးအားဆွဲလန်းပြီးမကျွတ်မလွတ်ကြကုန်သောဝိညာဉ်အပေါင်းအားအမျှပေးဝေမယ်အားလုံးပြီးသွားရင်တော့ပဒံများ၃လုံးကိုရောင်းချပြီးဦးကျော်စံမတ်သက်ထားနဲ့သမီးကလေးပို့ဖို့တို့အတွက်ကောင်းရာမွန်ရာဘုံဘဝကိုရှောက်စီဖို့စေးရုံကျောင်းနဲ့မိဘမိတ်ကိဟာများတို့ဝေပုံကြလှူဒန်းမယ်လို့တန်ထိတ်တန်ချလိုက်မိလေရောတယ်ပရိသတ်များရှင်အင်ကြီးမာယာဆိုတဲ့ဇလံလေးကတော့ပြီးဆုံးသွားခဲ့ပါပြီနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရှင်